ဟိုကားတစ်စီးလိုက်မိတာဆိုတော့ပိုင်ရှင်မဲလို့နာမည်တက်လိုက်အဲ့ဒါငါလည်းလွတ်တော့ပိုင်ရှင်ကငါတို့အာစီကွာညောင်ကြားတော့သူစီဆိုတော့ကြားတယ်ကြားတယ် ကြပါနဲ့ကွာအားမလုပ်ကြပါခုမှလိုက်မလုပ်ကြပါနဲ့ ဟာရ ဟဲ့လေနောက်ကြီးတော့အောက်မချပါနဲ့ကွာနောက်ကြီးညစ်ပတ်ကောင်သွားလို့ပါ ဟာနောက်ရှိညစ်ပါကောင်ကွာဟဲ့ချမ်းရပြီတွေ့ရခွတ်တာကွာခွတ်တာအမ အဲ့ဒါငါမိမသမီးတို့ကြည့်ရမသိဘူးဟာထင်လို့အာ ဟောဟဲ့ဒီမှာလက်ပူးလက်ချက်မိတယ်မိပါနေအောင် အာငါမင်းတို့မငင်းဘူးလို့ဆိုရင်ပြောထားပြီးသားလေကွာဒီပစ္စည်းတို့ငါခိုးချင်လို့ခိုးတာမဟုတ်ပါဘူးမင်းတို့လုံခြုံရေးညက်လို့ငါအခွင့်အရေးရသွားတာပါမင်းတို့အာစီကိုလည်းပြောလိုက်ပါကွာမင်းတို့လိုကောင်မျိုးတွေကိုအောက်ခြေမှာထားရင်သူစီးပွားပြတ်မယ်လို့အဲ့ဒါဆိုအောက်ခြေကိုပြောင်းလိုက်ရမယ်ပေါ့ပြောင်းနေတာကြာပြီကျွန်တော်ခိုးချင်လို့ခေါ်တာဟုတ်ပါဘူးဗျာကျွန်တော်လွယ်လို့ခိုးပြီးတာပါအာဒီဒီချိန်တကတော့ကျွန်တော်ခိုးလို့ပြပါအာဒီကျွန်တော်မားတယ်ဗျာဒီကောင်မားတယ်ဗျာ ကြားပြီးဆိုတော့မှားပြီးဆွဲလို့မရဘူးသားကြီးမင်းခါပြီးတော့မယ် အနားကြီးလိုက်တော့ကွာ ဟာမင်းဘာလဲမင်းဘာလဲ ဘယ်လိုပါလဲအာဒီကျွန်တော်ပြီးတော့ဘာဝင်လို့လုံချင်တယ်ပါအာဒီမိဘချင်းကိုချင်းစားပေးပါဦးဗျာ မင်းမမိဘနှစ်ယောက်ဆိုတော့မရှိတော့ဘူးလေမင်းဘာလာပြောနေ ရှိခဲ့စီကကျွန်တော်လုံချင်ခဲ့တာကိုပြောတာပါအာဒီအာဒီကျွန်တော်သားသမီးတွေပြက်တော့မထောက်တော့လားအာဒီ ဘယ်ရသားသမီးလဲမင်းဘယ်တော့မိမရသွားလို့လဲ ဟိုကျွန်တော်မိမယူပြီးကလေးတွေအများကြီးမွေးမယ်လို့ကျွန်တော်ကြာစီထားလို့ပါအာဒီသားသမီးချင်းကိုချင်းစားပေးပါဦးဗျာ ဟဲ့ငါဘာလို့ကိုချင်းစားပါလဲငါမိမတော့မယူရသေးဘူးကွာ အာဒီမိမယူပြီးကလေးတွေအများကြီးမွေးမယ်ယုံကြည်ပါအာဒီနှာခေါင်းကြီးအကြီးပဲဟုတ် ဟာငါမမျိုးတုံးတော့ငါလုံးပြမယ်နော်ဗျာ ဘယ်လိုပါလဲအာဒီမျိုးတယ်လေးတော့ကျတော့ပဲပါအာဒီအာ ဟဲ့ဒီကောင်ငါ့ကိုနားညောက်လာလှုပ်နေပြီအေးငါပစ္စည်းတွေကိုမှခိုးရတဲ့ဒီကောင်ကိုဂုံပြုတ်ပေးရမှာပေါ့အဲ့ဒီတော့အလက်ကောင်ရဲ့ဥပဒေနဲ့ဒီကောင်ကိုစီရင်ချက်ချမယ်ကွာအိုးတင်လိုက် ဟုတ်ဟဲ့ငါရုံးစင်မမို့တော့ဘာလို့အိုးလာတင်တာတော့ တို့အာစီယာမင်းခေါင်းပေါ်ကအိုးဘေးကွာနဲ့ပြစ်ခွင်း ဒီအိုး ဟုတ်တယ် ဘာမင်းရလဲငါကြီးဟုတ်လားကွဲသွားပြီမဘာမခွဲကြမလို့အာဒီပြောတယ်ကွဲသွားပြီ မင်းခေါင်းကိုညင်ချင်းထားတော့မင်းခေါင်းလှုပ်လို့ရတော့ငါမင်းခေါင်းကိုပြစ်ခေါ်လိုက်မှာနားလဲလား ဘယ်လိုပါလဲအာဒီ ညင်ကြီး အိုးမပြပါအာဒီအာဒီလက်တယ်မှာကျွန်တော်သိပါတယ်အာဒီလည်းနင်းလေးကိုတိမှာပါပြအာဒီပြကျွန်မလုပ်ဘူး အဲ့အောင်လေအပြန်လို့ဝိဒနာ ဟင်ဘယ်လိုလဲအဲ့ဒါဘယ်လိုလဲအာဒီဝိဒါစီဘယ်လိုလက်တက်တော့ပါလဲအာဒီမလုပ်နဲ့လေအာဒီဟာဟဲ့လေပြောကြအောင်လေကွာ ပြောပါဦး ဟာလုံးကြောက်ပါကွာအာဒီကလက်မတက်တော့လေအာဒီ အာစီချီရွိုက်ဟဲ့ငါတပတ်လေ ဟာအဲ့ဒါဘုဆိုဟဲ့ပြောလေကွာမလို့အာဒီသေးသေးတယ်ဘာလို့လဲမသိအောင်ဟာရောက်နောက်တပတ်ထက်လေ ဟာပြောင်းအမကျလေဟိုထက်လေပြောတော်ရတော်မူပါရ ဟာဘူးကပြောင်းလို့တော့ကွာဟဲ့အာဒီအဲ့လိုပြလိုက်အဲ့ဒီမှာကျွန်တော်ရှိတယ်အာဒီအဲ့တော့ပြလိုက်အဲ့ဒါငါပစ္စည်းတွေကိုခိုးတဲ့အတွက်ပြည့်တယ်မဲကွာဒီလာပြီနောက်တစ်လုံး တခိုးခေါင်းပေါ်အိုးမထီသေးဘူး ကဲလာပြီကွာအဲ့ဒီခေါင်းပေါ်ကအိုး မကောင်းပါဗျာ ဘယ်အိုးထီတာအာစီရဲ့ဘယ်ဘက်ကိုတော့ပြေး အဲ့ဒါပြနေတာလေ အဲ့လေ ဟာဘယ်လိုကြောက်အဲ့လဲဗျာထွက်စီရသေးလားမရှိတော့ပါဘူးဗျာ သေးမရှိရင်သွေးထွက်စေရမယ်ကွာ လာပြီကြပါဦးဗျာလာပြီမင်းပါလို့လေဘယ်လိုလဲဟာဟဲ့ငါရလူကြီးချက်ပြီးကွာ ကျုပ်ဒီမှာသခိုးဖမ်းထားတာလေ တခိုးမအောင်မင်းကဘာကောင်းလဲ ရဲလူကြီးပြောဆိုနေမှားနေပြီကျွန်တော်ပစ္စည်းကိုခိုးလို့ကျွန်တော်ဖမ်းထားတာလေ ဟောငါ့ကိုလာတိုင်ရမှာလေ ဟာအရက်လူကြီးကိုလာတယ်ကျွန်တော်ပစ္စည်းတွေဆုံးသွားမှာပေါ့အဲ့ဒါကြောင့်ကိုဥပဒေနဲ့ကိုဖမ်းလိုက်တာ မင်းမဲတရားလုံးလို့မရအောင်နော်
ဒါတရားဥပဒေနဲ့ရှင်းရမှာ ဟာဒီမှာရအဲ့ဒီတရားဥပဒေတွေကရှော့ပေါ့နေလို့ဒီကောင်လေးလုံရဲနေတာခိုးရဲနေတာကွာအေးအဲ့ဒါကြောင့်အလက်ကကိုဥပဒေနဲ့ကိုစီရင်ချက်ချမလို့ကွာ ကဲအလားကောင်မိမကြီးရှောင်းလုံးနေရတယ်ကိုတိုးကြီးခမရသားတရားလုံးနေပြီနော် ကျမတို့လည်းကြားပါတယ်ရှင်တောင်းပန်ပါတယ် ဟာအမေကလည်းဖြောင်းမြက်နေပြီဟာအခိုးခံရတဲ့လူကတောင်းပန်ရမှာလားလို့အဖကျွန်တော်မနာဘူးနော်ဒီမှာတခိုးဒီမှာကျွန်တော်ပစ္စည်းတွေ အဲ့ဒါဆိုရင်လူကြီးတွေလည်းတဲ့အားလိုက်ပါလား အဖဘာကိုယုံနေရလဲဟမ်အဖဘာတွေပြောနေရလဲလို့ဒီတခိုးကိုလူကြီးတွေလည်းတဲ့အပ်လေဒီကောင်ထွက်လာရင်ဆက်ခိုးအောင်ပါနော်ဒါကြောင့်မလို့ဒီကောင်မှတ်လောက်သားလောက်ဖြစ်သွားအောင်ဒီကောင်ကိုဆုံးမမလို့ဒါမှဆက်မခိုးရမှာဒီကောင် ကြားတယ်နော်ခမရသားလူကြီးတွေကိုစော်ကားနေတာ66ကာကြီးနဲ့ဝင်သွားကျင်လား ကျမတို့ထိမ့်ပါမယ်ရှင်တခိုးလည်းလူကြီးလက်ကိုအပ်ပါတယ်တရားဥပဒေတိုင်းသာဆောင်ရွက်ပေးပါဟုတ်ပါပဲကိုပစ္စည်းတွေပြန်ရနေကျင်းနေလိုက်ပါ အမေရလေဗျာဘာလို့ချင်းရမှာလဲ မကျင်းတတ်ဘူးဆိုမင်းဆိုင်ရဝတ်ဆောင်ငါပြိတ်ပဲနဲ့ ဟာအဖလေဗျာတဆိတ်ရှိဒီစိုက်ကဝှရှော့ပဲလာပြီးတော့ပြဿနာရှာတော့တာပဲဟုတ်တယ် ဒီမှုကိုကျုပ်တက်ကိုအပ်လား အပ်ပါတယ်ခင်ဗျာ အေးအပ်တယ်ဆိုရင်တရားဥပဒေတိုင်းဆောင်ရွက်ပေးမယ် မှန်တယ်ဖေဟဲ့အောင်လက်ကောင်မိမတ်ထား nobody is above the law ဥပဒေရဲ့အထက်မှာဘယ်သူမှမရှိအောင်လို့ငါတို့ကပြောနေတာ မောင်မဲနဲ့ကွာဟဲ့မင်းဒူးစရိုက်အမောင်လောကထဲကနေမထွက်နိုင်ပဲဆက်ပြီးခိုးနေအောင်ပဲဆိုရင်တော့လက်ကောင်ရဲ့ဥပဒေနဲ့တွေ့သွားမယ်ဟာကွာဟဲ့ကြီးကြီးတိတ်ပြီလားဟဲ့ပြေတော့တေးအောင်ပဲ တော်တယ်တော့ဖြေးပေးအောင်လေပေးပါဦးပြောတယ်တော့ဖြေးပေးဦးလေ မာကြီးတရားကြီးကိုလက်ကောင်ကလေသူ့ကိုယ်သူတရားသူကြီးနာထင်နေလားမသိဘူး ဟဲ့ဒီရုပ်ဒီကတရားသူကြီးဖြစ်ကြလားဖြစ်ရင်လည်းဖက်နဲ့ပေါက်ခါပဲတရားသူကြီးပဲဖြစ်မှာ တူတူပြောပါသူကလေဒီရက်ထဲမှာလှည့်နေတာနော်အခုလေသူ့ရဲ့ဆိုင်ကယ်ပစ္စည်းတွေကိုခိုးသွားတဲ့အောင်စိုးတိုက်ကိုသူကိုယ်တိုင်စီရင်ချက်ချနေတာအရက်လူကြီးအချိန်မရောက်လာလို့တော်သေးတာ အဲ့ရလက်ကောင်တော်တော်ဆိုးတာပဲ ဟုတ်တယ်နော်ဟုတ် तू ကတူတီတော်သားမို့လို့သူမိမတွေကအလိုလိုက်နေရတာ ဟေးဘယ်ကတူးတူတော့တာမှာလဲအလက်ကောင်စမှာတော့တားလက်ပေါ့ဟဲ့ ဟလာဟုတ်ဖြူလုံးတို့တတ်တဲ့ကြတော့မမီဘူးလေသူ့ရဲ့အကိုတွေညီတွေကဘယ်ဟုတ် ငါပြောပြမယ်သူ့ရဲ့အထက်ကမင်းစောဆိုတဲ့တယောက်က10နှစ်သားအရွယ်မှာရှင်ပြုတ်ကနီတငယ်ချင်းတွေနဲ့ငါးသွားများရင်ရေစင်းကူလို့ရင်းနစ်ပြီးသေးတာ အဲ့ဒါဆိုရင်ကိုလက်ကောင်ထက်အငယ်ရအောင် အလက်ကောင်မွေးပြီး9နှစ်ကြာမှသိမ့်စင်ကိုမွေးတာအဲ့ကလေးလေးကကန်ဆိုးရှာပါတယ်မွေးရပါနှလုံးရောဂါနဲ့ဆုံးရှာတယ် အော်ဟိုအဲ့အားကြောင့်ကိုလက်ကောင်တောက်တဲ့ကြံခဲ့တာ ဟုတ်ပါအားကြောင့်သူ့မိပါလေသူ့အလိုလိုက်ထားတာလေအလက်ကောင်ကိုအလိုလိုက်ထားတယ်မှာငါညီမလည်းပါတယ်အခုလိုတရားစကားသွားနေပဲအေးတယ် ဟလာရေတမိမေရော ရှိပါတယ်တော့ထိုင်မောင်း အေး အမေဟေးပန်းလို့လာလေ အော်အေးလာ ထိုင်မောင်း တမိလေးကတော့ဘယ်ချိန်မှကြည့်ကြည့်အလုံးနဲ့လည်းမပြတ်ဘူးနော် ဟုတ်တယ်အဲ့ဒါသူစီစုံအတွက်ပဲလေကိုယ်တိုင်ကြိတ်တာမယုတ်သီးမို့ဆိုလဲဝယ်မစားဘူးကိုယ်တိုင်ပဲထောင်းတာ တမိလိမ်မလေးရထားတာဝမ်းသာပါလားရှင်တမိလေးကိုခေါ်လိုက်ပါအောင် အော်လာပါလိမ့်မယ်ဟိုမပန်းတို့အတွက်တခုသွားလောက်တာနေမှာပါ อ๋อဧည့်သည်မှမဟုတ်တာပဲရှင် ဟုတ်ရပါတယ် ဒါကြီးဘီးသားရွှေကြလက်ဖက်တုပ်လေးမြည်ကြည့်ပါဦးဘာလို့လဲမသိ ရီးစရာမလိုပါဘူးငါတမိလေးရအောင်ယုံပြီးသား ဟောဒါနဲ့မပန်းတို့ဟိုကိစ္စရှိလို့လာတာဆိုဘာများလဲ ဘာများလဲဆိုတော့တခြားမဟုတ်ပါဘူးတာရေးသမီးရဲ့ကိစ္စပါ တားရဲ့သမီးရေဘယ်သူ့ကိုပြောတာလဲ အော်မအိမွန်ရေတာရေးသမီးရဲ့ကိစ္စဆိုမှတော့ရှင့်သမီးနဲ့ကျမသားပေါ့ ရှင်အာကျမသမီးနဲ့ရှင့်သား အဲ့ဒါလေနားဖောက်ချင်လို့ဘယ်လိုမျိုးသဘောရလဲ ဩဘယ်လိုသဘောရမလဲမပန်းတို့ရေအတွင်းစီအစင်းသိတယ်ပဲဥစ္စာနော်သမီးမင်းရလဲ ရတယ်ဘာမှမဖြစ်ဘူးဘာမှအိမ်မှာတမိချော်မလဲဘူးတဲ့နေရာတနေရာမှမရှိဘူးလဲလေးရလဲလာတာအခုကရှက်သွားလို့
ယောဂီပေါင်းသူတော်ကောင်းတို့တရားရှုမှတ်ခြင်းချိန်ပြည့်မြောက်ပြီဖြစ်ပါသောကြောင့်တရားမှတ်ခြင်းကိုရပ်လို့ရပါပြီယောဂီပေါင်းသူတော်ကောင်းတို့ယခုလိုတရားစခန်းဝဲဆယ်ရပြည့်မြောက်တဲ့နေ့မှာမိမိတို့ကိုကဲ့တင်မိဝိပဿနာတရားကိုကြိုးကြိုးစားစားနဲ့ရှုမှတ်ပွားများတဲ့အတွက်ဟောပေါ်နေတဲ့ဝမ်းမြောက်ဝမ်းသာတာရုခေါ်မိပါတယ်ဆရာတော်ဘုရားရဲ့ကျမ်းမာချမ်းသာပါစေသာသနာကျိုးကိုစတဲ့ဘုသေဘုန်းနိုင်ပါစေဗျာတာဒုတာဒုတာဒုပါဆရာအဖေကတာဝန်ပေးလိုက်လို့ကျွန်တော်ရေတွင်းရေကန်နေလိုက်စစ်နေတာလှရရေခတ်နေရအောင်ကျွန်တော်ဘာကူညီပေးရမှာကိစ္စမရှိပါဘူးကိုသေးသေးပဲဖះတောက်တော်နဲ့အင်းရဲ့တောက်ရည်တက်ခတ်နေတာဆိုတော့ကိုယ်တိုင်ခတ်မှကုတူရမှာပေါ့ဟဲ့လက်ကောင်ငါတငယ်ချင်းကဒီရွာမှာအတိုင်းဝိုင်းကြီးတဲ့လူဆိုတော့ရေတန့်မဲ့တောက်အဲ့ဒါကြောင့်ဒီကောင်ကပြီးဒီပုံမရရေတက်မယ်ထွက်တယ်မင်းတောက်လို့တောက်ရှင်မြောင်းရရေတက်တာဟုတ်လား အလက်ကောင်မင်းကောင်းတို့မင်းထိုင်းတော့နော်အေးမင်းကကမလေးကိုမင်းကကူညီစင်လို့လာလေအဲ့တော့လက်လိုက်ငါတို့ကနင်တို့ဘာကူညီပေးရမလဲရခက်ပေးရမလားရေဟိုးသေပေးရမလားကြိုက်တာပြောကိုလက်ကကိုပကိုတော်မတဲနိုင်မင်းနဲ့ရေဦးတဲပြီးမလို့အေးရလေငါကိုကမသေးနိုင်လားအိုးတလုံးတော့ကောင်းသေးနိုင်ပါလေဆိုလေတဲချင်းလေးတဲလေးဟောခုနပြောတော့ကိုယ်တိုင်ခက်မှကုတူရတာပါစုဟမ်ဒါတော့မတူဘူးလေဟုတ်တယ်ဒီမှာဒီမိသားချက်ချောမင်းကတခုတင်ပေးခဲ့တော်မလေးဆိုတာငါ့ကိုမျက်နှာချိုတဲ့သူမှအလိုလိုက်ဦးစားပေးတာအဲ့ဒီတော့မင်းငါ့ကိုမျက်နှာချိုရင်အိတ်ကက်ထဲမှာထရက်ပြောင်းမင်းဘူးဘူးနဲ့ဘာလျှောက်ပြောနေတာဟမ်နေပါမင်းမသိပါဘူးဒါနားမလဲပါဘူးဟာရလေမင်းကြားရနော်ဒီလိုခွင့်ပြုတယ်တဲ့အိတ်တီတယ်ငါညီမလေးဖုံးဆက်ရတယ်ငါရက်ခီးမစားပဲစက်ဒီမှာကြည့်စမ်းထိုင်လိုက်စမ်းပါဦးငါညီမလေးပြန်လာမယ့်နေ့မှာဒီမှာကြည့်လိုက်စမ်းပါဒီမှာကြည့်ငါညီမလေးကြိုက်တယ်ပဲတန်းတန်းကောင်းတယ်ကြိုက်တယ်အဲ့ဒါထမင်းစားမယ်အဲ့ဒါနေပါဦးမရဲ့အမောပန်းလေးဖြည်းဖြည်းရကြရေနွေးတောက်အေးဟုတ်တယ်မေးတာဟုတ်ပါငါညီမလေးရေနွေးတက်မယ်ခေရတာ
မင်းစားမယ်ဟမ် နားပါဦးဖူကုန်မိုင်းမိုင်းရဲ့ဘလို့များဖြစ်နေရလဲကို့အိမ်ကထမင်းကိုစားအေးစက်စားမှာပေါ့ဘာလို့လောက်လောနေရလဲ လောတာမဟုတ်ဘူးလေညီမလေးရဲ့ထမင်းစားပြီးမာကြီးအကျွေးသွားသိမ်းရအောင်မယ်လေ ညီမလေးပြန်ရောက်လာပြီညီမလေးကူလုပ်ပေးမှာပေါ့ ငါညီမလေးအဲ့လိုကူလုပ်ပေးမယ်ဆိုတာမာကြီးကကြောက်တာ ဘာဖြစ်လို့လဲ ဩငါညီမလေးကလေတရားသဘောတွေရှုမှန်းပြီးတော့အရင်တွေတိုးတွေရှော့လာမှောက်ကြောက်လို့ မိုင်းရဲ့မိုင်းစီးပွားပြက်လာအောင်တော့မလုပ်ပါဘူးဒီမှာစီးပွားလုပ်တယ်ဆိုတာဟာလေသူ့ဘက်ကိုယ့်ဘက်တရားမျှတဖို့ကိုချင်းစားတတ်ဖို့မိုင်းယူလေတရားစခန်းပို့အောင်မယ်ဟမ်ညီမလေးပဲစားလိုက်တော့တလားအရင်စားနေလိုက်တော့ ဘယ်ကိုကြော်တက်မှာလဲဘယ်ကိုကြော်တက် ဟိုတကားပိတ်မလို့တကားပိတ်မလို့ ပူတွေပြောမနေနဲ့ကဲမဲခူးမယ်တရားစခန်းဆိုတော့အတန်ကြားတာနဲ့တခါဖက်နဲ့မပါဘူးပြေးချင်တယ် ဟုတ်ပါဘူးအချင်းပါနေတော့ကညီရလဲ ဘိန်းသားလားဟမ်အလက်ကောင်နင်းလိုက်တာလား ငါပဲဗောမှုံကြီးရဲ့ဟမ်ကားလို့ထင်လဲလမ်းဘေးကိုမြန်မြန်ချရလိုက်ပါလားလမ်းလေကောင်ကြီးမှလည်းရက်ပြီးអော်နေရလားနောက်ကနေဝေတိုက်သွားမှာဗောဒါတော့ထူးရလားနင်း ဟဲ့ရုတ်တရက်ဆိုတော့ငါလည်းလန့်သွားတာဗောဟဲ့ဒီမှာရွာထဲမှာလည်းလေမြေကြီးတဲ့ကိုင်းတွေဖြတ်နေကြဟာနေစမ်းမအောင်နင်းကငါ့ကိုတော့ထူတယ်ပြောနင်းကြတော့ညံမရှိဘူးလားဟမ်နင်ဒါမျိုးလုပ်တင်သလားမတော်တဆစပိန်လဲတော့ငါကျိုးပဲ့သွားရင်နင်တောင်းဝင်ယူမလားဟမ် ဒီမှာဒီဘသူပြောနေဟမ်နင်အခုပြောနေတဲ့လူကဘသူလဲသိရလားသိချကြည့်ပါဦး နင်မတော့ငါသိပါတယ်လက်ကောင်ရဲ့ အေးသိရတာနဲ့နင်ဒီစကားမလို့ပြောထွက်ရတာလေဘယ်တော့ကနေပြောလို့ရဘူးလို့လဲဟမ်ဟာလေဆဲလောက်ဝေးသွားတာနဲ့နင်ကငါ့ကိုမခန့်တဲ့သဘောလားဟမ် မဟုတ်ပါဘူးဟာနင်လည်းငါလန့်သွားလို့ပါဟိုနင်လည်းစမယ်ဆိုရင်အနေရဖြစ်အောင်တော့မစနဲ့ပေါ့ဟာ နင်ကငါစလို့မဟုတ်ဘူးဟာမူးတာ你到底？你们嘛，马占米啊？我变没了。马路不一样了，没有。妈，你嘛占别不路，喏。看那个，看那个，看那。下来，占别。哦，哎咯。你嘛占别嘛哩？我跑路来了，我今天嘛变要的好哦。哎，你今天嘛变要路过，你用嘛别占别嘛？对嘛？谁也路路，我哋要的变了，你我别差个嘞。哦，啊啦，我第二次看多少哪里嘿？你谁家人大路然后考路呀？考嘛？啊？第十分钟啊，你太子庙第二路北边啊，大路考来好嘛？给你。啊，是来面板杯。啊，没包，ဒီတိုင်းနေရမှာ ဟမ်ဝင်တိုက်ကုန်မှာဗောဟဲ့ မတိုက်အောင်နေအဲ့ဒါနင်းကငါပေးတဲ့ပြစ်ဒဏ်ပဲတခုလို့ရှိရင်နော်နင်းဝင်တိုက်လို့ငါတခုခုများဖြစ်သွားရင်နင်ငါ့ကိုတောင်းဝန်ယူရမှာနော်ဟောအလောကငါတောင်းပါမှာဟဲ့ငါခုနကလည်းညို့လေလှုပ်ခနဲ့ပြောမှဆိုမှရှိပဲငါ့ကိုခွတ်လို့ပါဟဲ့နော်တက်တက်လုံးလည်းနင်ခိုင်းနိုင်လားငါလှုပ်ခဲ့ပါတယ်ဟဲ့ဒါတော့မလှုပ်ပြစင်နဲ့နှစ်ယောက်လုံးတော့အန်ရရှိလို့ပါနော်အော်နင်ကမနေဘူးပေါ့ မျက်မှန်ပေးနေမလေး မပြီးရင်မနေဘူးပေါ့ ငါမမြင်ရတာ ဟုတ်ပြီအဲ့ဒါဆိုရင်ငါပြစ်ဒဏ်ပြောင်းမယ်ဟုတ်တယ်ဒီနေ့ကိုငါပုတ်မယ်နော်အဲ့နေရာလေးမှာနင်ကအလကငါရှိကြီးခိုးပါတယ်ဟဲ့ငါကလည်းမကပြစင်နဲ့မျက်မှန်မပါဘဲလည်းမတင်းပြစင်နဲ့ဟဲ့ပြစ်တယ်နောက်တစ်မျိုးလေးပြောင်းပေးပါလားဟဲ့ ဟဲ့ဘာဖြစ်နေတော့ဘာလိုက်တော့ခါလဲဟမ် ကတော့နေတာ ဟမ်ကတော့ကဖုံးကြီးလား အော်ဟုတ်ပါဘူးဟိုတောင်းမှန်နေတာမျက်မှန်ယူထားလို့ ဟဲ့နင်ဘာလုပ်တာငါညီမကိုနင်အနိုင်ကျင့်နေပြန်ပြီလားဟဲ့ဇမ်းမနင်ကငါလေစိတ်မချလို့လိုက်လာတာဒီမှာနင်ကလေဒီရက်ထဲမှာအနိုင်ကျင့်ဖို့လူကုန်ပြီဆိုငါညီမကနေပြန်စအဲ့ဒီတန်နေရဆုံးပါလား မာကြီးကဆုံးကျင်လို့လား ဘာပြောလဲ ဘာလို့ဟိုဒီဟာကိုဆုံးမယ်များထင်နေလို့လားလို့ဒီမျက်မှန်မဆုံးပါဘူးကျွန်တော်သူ့ကိုစပြီးယူထားတာပြန်ပေးပါနော်ရမုံကြီးတက်ကြည့်လေတက်ကြည့်မကြည့်ကြည့်လား ကြည့်တယ်ကြည့်လေးလေးမြင်ရပြီနော် မြင်နေနင်ငါ့ကိုတကယ်ကြည့်ပြီနော် ကြည့်ပါပြီ အေးကြည့်ပြီဆိုရင်ငါပြောမယ်နောက်ဆိုရင်နင်ငါ့ကိုအပြောဆိုဆင်ခြင်ပါနင်းစီရတယ်ငါပြန်တစ်ခေါက်ပြန်စနေရတာငါအပြောဆိုမလွတ်ဘူးဖြစ်နေငါပြောဆိုမခံနိုင်ဘူးအေးဆယ်ရဲ့ကိစ္စလည်းမပြီးသေးဘူးနော်နင်နဲ့ငါထက်ရှင်းအောင်ပါ
ကြားလားအဲ့ဆဲကိစ္စဘာလဲသူတရားစခန်းဝင်မလို့တဲ့သူကတရားစခန်းဝင်မလို့ဒီကတော်ကမင်းရောမင်းဖင်ပိတ်မနေနဲ့နော်မင်းအမေရိကန်သမ္မတကအရင်အရှုံးပေးလိုက်လို့ငါမြောက်ကိုရီးယားသမ္မတငိမ့်ငိမ့်ယူလိုက်မင်းမြောက်ကိုရီးယားသမ္မတဘာကောင်ဖို့လို့လဲဟမ်အမေရိကန်ကသာကမ္ဘာပေါ်မှာအင်အားအကြီးမားဆုံးနိုင်ငံကွာအဲ့ဒါအခုဖိတ်ပဲရှိတော့တယ်ဖိတ်ပဲရှိတော့တယ်မရောတကောမေးဟုတ်တယ်မင်းအမေရိကန်သမ္မတဘာမှမတက်ဘူးစီးပွားရေးတစ်ခုပဲလှုပ်တက်တာစီးပွားရေးနဲ့နိုင်ငံကိုထူထောင်မှာကွာမင်းမြောက်ကိုရီးယားသမ္မတလို့စစ်ဘလူးမဟုတ်ဘူးစီးပွားရေးမှာတိုင်းပြည်ကိုအုပ်ချုပ်လို့ရတာဒါလည်းလေကျအမှန်လေးတော့ညဘူး လေပဲကောင်းလေမင်းတန်တော်တော်ကြည်ရဲတဲ့ငါတို့အာဆီယံနားကြီးတယ်တဲ့အမေရိကန်နဲ့မြောက်ကိုရီးယားပြည်လဲသွားတယ်ဆိုတော့အကြောင်းငါတို့ဆွေးနွေးနေအကြီးတယ်ပြောတာကြီးတယ်ငါတို့ကကဘာနဲ့ချီပြီးတော့ပြောနေတာလို့မင်းအာဆီကိုပြန်ပြောလိုက်အာဆီကဘာနဲ့ချီပြီးတော့ပြောနေတာတဲ့ဗျာကဘာနဲ့ချီပြီးပြောရအောင်လေစိတ်တောင်ရောက်ဘူးလို့လားလို့မေးလိုက်သွားမင်းတို့ကဘာလေစိတ်ရောက်ဘူးရဲ့လားတဲ့ဟေးလေစိတ်အဲ့ဒီလေစိတ်ကနင်းကိုနှစ်တက်မှာဟိုးဟဲ့လေစိတ်ရောက်ဘူးရဲ့လားတဲ့ဟဲ့မင်းတို့အာဆီရောအဲ့ဒီလေစိတ်ကိုရောက်ဘူးရဲ့လားလို့မရောက်ဘူးနဲ့ငါတို့လာမဖဲနဲ့လို့ပြောလိုက်ပြောအောင်တော့ဒီပါအိုးတလုံးခွဲလိုက်ခွဲလိုက်ဖြစ်ဟုတ်တောင်းနေတာအဲ့လိုပြောမရဒီမဲ့ဟာတဲ့ကကြောက်လို့မကြည့်နဲ့ကွာအဲ့တော့သူကြီးနဲ့သွားလိုက်အဲ့ကောင်မသွားသေးနဲ့ဂုတ်ကဆွဲပြီးခေါ်လာခဲ့တာကွာရဲ့ဒါထိခိုက်ဒဏ်ရာရထားတယ်ဆိုတော့ကျမတို့လည်းဝတရားရှိပါတယ်ဟုတ်ပါတယ်ခင်ဗျာဒါကြောင့်မို့လဲကြီးတဲ့မှုကိုငယ်စီငယ်တဲ့မှုကိုပပျောက်စီဆိုတဲ့သဘောမျိုးနဲ့ကျွန်တော်လာခဲ့တာပါပြောစမ်းဘယ်နှချက်ကြုတ်ထားရလဲဒီကောင်တွေပြောတာတော့၄ချက်တယ်၄ချက်ခွဲလောက်တော့ရှိ၅ချက်ပြော့ပါကွာဟဲ့အောင်ညငေါ့အချက်ကြီးရှော့ပြောနေတာဒါခေါင်းရိုက်နေတာမဟုတ်ဘူးဟုတ်တာပေါ့ဒေးဗစ်อ่ะဒါခေါင်းရိုက်တာမဟုတ်ဘူးကွာခေါင်းကိုထိုင်းရင်အိုးနဲ့ရိုက်တာမင်းတော့မရိုက်တော့ဘူးငါတို့ကကြောက်တတ်တယ်လေဟာဟုတ်ငါတို့ကရှောင်တတ်တယ်လို့အဲ့ကောင်မရှောင်တတ်လို့ဖြစ်တာငါရှောင်နေမဲ့ကိုသူတို့ကရိုက်တာကိုတော်စမ်းမင်းမပြောနဲ့မင်းတို့လည်းမပြောနဲ့မင်းလည်းမပြောနဲ့အေးအော်ငါသားပြီးရဲမင်းလည်းရှောက်ရှောက်မပြောနဲ့လို့မင်းစကားများလို့ဖြစ်တာဒီကောင်ကခံရင်းနေတာလေဟဲ့တာအဖေလည်းမပြောနဲ့နည်းနည်းတော့ပြောပြရစီတော့မှမင်းကြိုက်သလောက်ပြောပါစပွဲကုံကိုမရိုက်ပါနဲ့ရဲစကားစပွဲကုံတို့လူကြီးရဲ့စပွဲကုံတို့ဆိုတော့မရိုက်ရဘူးအမှုတွေလာတတ်တယ်မင်းဖေကရှင်းတတ်တာလည်းမဟုတ်ဘူးဟဲ့မင်းလည်းမပြောနဲ့မင်းတို့ကောင်တွေကတငယ်ချင်းတို့မပြောနဲ့အဲ့ဒါဆိုငါတို့ကဘသူတငယ်ချင်းတို့ပြောရမှာလေကလုံးတငယ်ချင်းတို့ပြောအဲ့လိုပြောရင်မင်းကစိတ်ဆိုးမှာလားမင်းတို့ရွက်ပြောနေတာငါတော့တိုင်းသိတော့နေတာသွေးမရှိတဲ့ကောင်ငါတော့သွေးရှိတယ်နော်အခုတည်းစိုးနေတော့မယ်အေးတက်တော့ငါထုတ်လိုက်မယ်မင်းကွာငါတငယ်ချင်းဖြစ်ပြီးတော့ကတုံးရဲကောင်တွေရိုက်တော့ခံလိုက်ရတယ်လို့ဟမ်ပြီးတော့မင်းတို့ကြော်ချင်းတော့လည်းကျင်လိုက်ရတယ်အတော့မကြတဲ့ငါဖေတိတ်ကောင်မင်းတို့ဆွဲချနေတာဟာအတော့မကြတဲ့ကောင်ငါတို့တာဖတ်နဲ့တိတ်ကောင်ဆွဲချနေတာအဖေကျွန်တော်လုံးဝမကျင်တတ်ဘူးစပုံးရိုက်တာစုပြီးလို့လားအဖေလည်းကြားဘူးနောက်နဲ့ပြောတော့ပါသားရဲ့ဩလူရိုက်ခံရတာကိုပြောတာရက်လူကြီးရဲ့ဟုတ်တယ်အဖေမသိကြအောင်စောင့်မနေနဲ့နော်အမှုတွေကိုပတ်စံပေးပြီးဖျောက်ဖျက်ပြစ်လို့ရတဲ့အထဲမှာကျွန်တော်တို့ရမပါစေရဘူးကျွန်တော်ဒီကိစ္စကို Facebook ပေါ်တင်တယ်ဟာမလုပ်ပါတော့ကွာငါပါကိုးသွားမှာဗောကာရှင်းအောင်ငွေနဲ့ဖိတောင်မိကောင်ကလက်ခံခဲ့တာငါ
နေကြတာနော်သူတို့မင်းနဲ့မှခေါ်ထားရင်မင်းတို့အန်ရရှိတယ်အသင်ဝလာစဘာလာနန်းနဲ့ မှာပြီအလမ်းမဲ့ဆရာဆိုတာငွေထက်ပို့ပြီးကြောက်ဆရာကောင်းတယ်နော် ဘာဆိုင်လို့လဲ ဟာဆိုင်တာဗောမေအဲ့ပြောင်ကြီးတို့တင်ဆန်းလို့ဆိုတာလေတာလက်တို့လက်တောင်ခိုင်းနေတဲ့ကောင်လေနော်တပည့်အဆင့်ပါပဲရှိတယ်တာသူတဲ့ဆရာကြီးဟာ မဆန်းကြီးအတိုးပေးကန်ကြီးဆိုရင်ရာသီဥတို့အကြောင်းကြတယ်ကုန်ဈေးနှုန်းကိုအကြောင်းကြတယ်ကျမ်းမာရေးကိုအကြောင်းကြတယ်အမလေးလိမ့်ထားတဲ့တနခါကိုကြမ်းချစ်ချပြီးတော့လေတနခါမုတ်တောင်ထုတ်လို့ရတယ် မောင်ကြီးသူကတနခါလိမ့်ထားတော့မဆိုင်နိုင်ချက်မပြောပါနဲ့တကယ်အစီမတည်လို့နေမှာ ဟေး你အဲ့လိုအယုံလွယ်လို့လေအလွယ်တကူလိန်နေကြတာကျမမလင်ရောက်အောင်မကြီးတကယ်ဟုတ်အဆင်မပြေလို့မက်တရားနော်အေးချင်မဟုတ်လာမပတ်နဲ့ဒီရွာမှာစီဝါရှာနေအန်တိုနေအရေးကိုဖဲမဆက်နိုင်ရှိတာကိုသိမ့်မယ် အော်သိမ့်ပါ ငါသိမ့်ကြသိမ့်ပါဘော မောင်ကြီးနေပါလို့လေ ဟာရေးကျွေးသိမ့်တာလိုက် အေးစီဝါရှာတယ်ဆိုရင်လေကိုရွာသားအချင်းချင်းတော့ကြည်ကောင်းအောင်တော့လုပ်မတရားတွေသိမ်းချင်မနေနဲ့ Facebook တွေပါကြည့်ဘူးလေမလားသိချမ်းသာနေရင်လေတများလာလိုက်လိမ့်မယ်ဟင်း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  ခင်းသွားပြန်ပြီဘာလို့များလာချိတ်ဆောက်နေလဲမကြောက်တတ်ဘူးဟေး ဦးမောင်ကြီးအကျဉ်းကြီးအော်မနေနဲ့သူ့တပည့်တွေအကြောင်းသိရမလား ဒီကောင်းကိုတရွာလုံးကရှောင်းနေကြမှသိရတော့နဲ့နေဘာလို့မရှောင်းနိုင်ကြလဲမတ်တီအောင်ရဲ့ ဦးလေးကလည်းအဲ့လိုတော့မပြောပါနဲ့ကျမတို့ကသူရှိတဲ့နေရာသွားတာမဟုတ်ဘူးလေကျမတို့အလုံးလုံးတဲ့နေရာ तू ကရောက်လာတာ ဟုတ်သွားပဲကိုကြီးရဲ့စကားကိုမစင်မချင်းမပြောပါနဲ့ဓမ္မမတ်တရားပါလေရှောင်းတက်ရှားလက်လုံးဝကြီးလို့အခုချိန်ကြီးအပြိုကြီးဖြစ်နေတာမတ်တရားရှင်ကျုံတော့တခုတော့ပြောမယ်နော် ကဲ မရှောင်းတဲ့လူမျိုးကြတော့မရှောင်းအောင်နော် ဟိုမရှောင်သေးတဲ့လူကဘသူ့ကိုပြောလေ ကိုအိုးအောလူမျိုးပေါ့ နေကအုံအောတော့ကြီးကမဟုတ်ဘူးအလစ်ဝင်တော့မနေနဲ့ ဟောဒါတော့လစ်လစ်မလေးလေးတုတ်ချင်နေတာတော့ကိုကြီးလူမျိုးကြီးဖြစ်နေတာကိုကြီးလို့မဟုတ်ဆုံးမမဟုတ်တာ ဟဲ့ မဟုတ်လို့ကိုကြီးလို့မဟုတ်ဆုံးဘွားမမဟုတ်တာလို့အဲ့ဒါကိုပြောတာ ကဲပါဦးလေးတို့ကြီးကအုံအောနဲ့ကြီးကန်တူတူပါပဲ ဒီဘာပြောလဲ အော်ရောက်သွားတော့ဦးလေးဟိုကလေဟိုဦးလေးတို့ညီကိုကိစ္စနောက်မှရှင်းပါလို့ဟိုကျမတို့ကိစ္စကိုရင်ရှင်းပေးပါဦးလေးရဲ့ဟိုကျမတို့မှလေညီမတယောက်တည်းစီးပွားရှာနေရတာအဲ့တော့သူကလိုက်လိုက်နိုင်ကျင်နေတယ်ကျမတို့မှလေအားကိုလည်းရှိတာမဟုတ် အဲ့ဒါပြောတာဗောအခုချိန်မှာအားကိုးစရာယောက်ျားတယောက်လောက်များဘေးနားမှာရှိရင်လေဒီကောင်ဘယ်လိုလုပ်ပြီးအနိုင်ကျင့်ရမှာလဲမတ်တရားရဲ့ဟမ်ပြီးတော့ဒီချိန်မှာပတ်စံကြည့်တိုင်းအားကိုးရတာမဟုတ်ဘူးနော်ဩဇာအာဏာရှိမှာကဲဒီရွာမှာကြည့်လိုက်ကိုအိုးလို့ညီကိုနှစ်ယောက်လောက်ဘသူဩဇာအာဏာရှိအောင်ပါလဲမတ်တရားဟမ် မင်းဝင်တော့တယ်ငါမကြီးကဖြစ်တော့မယ်မတ်တရားအဲ့ဒီကောင်ငါခေါ်ပြီးဆုံးမလိုက်တယ်နေကျေတတ်တော့ဟာ ဟုတ်ကဲ့ဦးလေးဟိုနောက်ထပ်အနိုင်မကျင်ပြီးတာပါပဲဦးလေးရဲ့ ကိုအိုးကလေဟိုတုတ်ချင်တာမဟုတ်ဘူးနော်ကာဝယ်ပေးချင်တာ ဟိုကျမတို့လည်းကာကွယ်တတ်ပါလေညီမလေးလေးရှိတယ်လေ ဟမ်နေညီမလေးအားကိုးတာ အော်ဟုတ်ပါဦးလေးရဲ့ဟိုညီမလေးရတာလေအားကိုးရမယ့်ယောက်ျားတယောက်ယူလိုက်ရင်ကျမတို့လည်းကာကွယ်ပြီးသားဖြစ်သွားတာပေါ့လို့ ဟိုနင်းညီမနဲ့ငါနဲ့ပေါ့ အေးဟုတ်ပါဦးလေးရဲ့ဦးလေးသားနဲ့ပါ ဟေးဘာသာနဲ့ ဟုတ်ကဲ့ဦးလေးဟိုကျမရဲ့ညီမလေးကိုလေဦးလေးရဲ့သားနဲ့နေရာချထားပြီးချင်တာဟိုအဲ့ဒါကြုံတော့လေငါပေါက်တာပါဦးလေး အေးငါစဉ်းစားမယ်ငါသားနဲ့တိုင်ပြန်အောင် ဟုတ်ကဲ့ဦးလေး ဟဲ့ကြီးကမင်းတော့မစဉ်းစားနဲ့တော့ ဟမ်အကိုကြီးကလည်းလူကြီးဖြစ်ပြီးအိုးအော်မမသိကြီးကားမမသိမဲပြီးတော့စွတ်ပြော ဦးလေးကြီးကပြန်မအောင်မဲ့ရှင် အစီအစီဟုတ်လေ ရွာထဲမှာတရင်ထူးနေတယ် ဘာသတင်းလဲ ဟိုဘိုးတော်အဖွဲဖွဲရောက်နေတယ် ဘိုးတော် ဟုတ်တယ်အစီအဲ့ဘူးတော့အစွမ်းနေပြနေတာအရက်တဲ့လူတွေတော်တော်များများတွားပူးနေကြပြီဟိုအာစီပြီးပါနေပြပါတယ်ဟဲ့ ဟုတ်လားဟုတ်ဘယ်ရလဲအဲ့ဘိုးတော်က ကျွန်တော်လည်းမသိဘူးလေ အခုမှမှာလေ ဟိုဖះဝင်းထဲမှာ သိကြတယ်နော်ရ ဟိုတိတ်ကြပါလေအစီ ရတယ်ဘာမှကောင်းမလား ဟုတ်ကဲ့ ကဲလှကျင်တံမီဆိုတဲ့ကြေးရွာသားများခြံရည်စကားများပေါများနိုင်ရအတွက်အဘအဋိဋ္ဌံပြုပြီးတော့မေတ္တာပို့ခဲ့မယ် ကိုတို့ဘာလို့အလူရက်တွေကောက်နေရလဲဒါပတ်စံကျဲတာမဟုတ်ဘူးလေ မင်းပါတီးလို့လေ
စိတ်ကြီးဝင်နေဆန်းလေးငါသားရဲ့လမ်းကြီးလက်ကောက်ကွာဟုတ်လို့ကောတာဒီမလေးလို့ ကျမယူနေ ကျမအောင်လည်းနည်းနည်းလောက်ပေးပါစီ ဟာလူကြီးကြီးကယူလိုက်ကျုပ်တိန်နေတဲ့အတွက်တော့မလောက်ဘူး ဒါလောက်လဲအလူရက်ဒီလုံးမနေရပါနဲ့နော်ဆိုင်ရည်စပါးပေါများမဲ့အတိတ်နမိတ်ကိုမြင်ပြီနော်ဟောဒီရွာကြီးမှာတောက်ရည်သုံးရည်ဘက်တော့မှမခန်းချောက်အောင်အဘအတိတ်ထံပြုမယ်ဟဲ့ရေးကြီးဆုံးကစာနာရိတ်ခါတဲ့စာနာရိတ်ခါဆိုတော့ပြည့်စုံမှာဒါမှလူတိုင်းကနှိရှိသူစားတော့ရမှာလေပြည့်စုံအောင်လုပ်ပေးမယ်ဒါကလည်းထိုက်တဲ့လူမှရမှာနော်မထိုက်တဲ့လူတော့မရဘူးအကောင်မဒါမျိုးညာကြီးကလက်တွတ်တယ်နော် လှချိန်တန်ပြီရွာကြီးဖွံ့ဖြိုးတိုးတက်ဖို့အတွက်အဘအဋိဋ္ဌံပြုလိုက်အောင်မယ်ဟဲ့ဟောဒီရွာကြီးမှာတလုံးဖွံ့ဖြိုးတိုးတက်ပါပြီဆိုရင်ဒီမှော်သပွဲလေးကလေထဲကိုမြောက်တက်လာလိမ့်မယ်ရှုကြဟဲ့ပြောက်ွက်တယ်ဗျာဒီလိုမျက်နှာပွဲကောက်ကောက်မကြည့်ရတာကြာပြီဟုတ်ကဲ့ပါငါကွယ်က လောက်စမ်းမအောင်နောက်တစ်ခွက်လာအောင်တဲ့ ငါတို့ဒါမြင်လည်းဘယ်မဟုတ်ပါဘူးကွယ် ချစ်တော့ပြောလေမိုးချုပ်ပြအောင်မယ်တာဘာရှောက်ပြောနေရလဲ အမေကလည်းမျက်နှာပွဲကိုလာအားပေးနေတာလေ လက်ကောင်မင်းရဲ့ဆိုင်ကယ်ဝမ်းရှောင်းငါပိတ်ပလိုက်မယ်နော် အဘလည်းဗျာတစ်ဆက်ရှိဒီဆိုင်ကယ်ဝက်ရှော့ကိုပဲလာပြီးချင်းချောင်းနေရပဲမကြည့်တဲ့ဆိုလည်းမကြည့်တော့ပါဘူးဗျာအားရအားရဟုတ်ပါပြီအဲ့ဒါငါတို့ရွာလူတွေကိုလာလိန်နေတာ အစီငရဲတဲ့ဦးလေးကြည့်ကုန်တော့ဟိုမှာအစွမ်းနဲ့ပြနေတာလေ မျက်လက်အကွက်တွေပါကွာငါ Facebook သုံးနေတဲ့ကောင်ငါအားလုံးသိပြီသားအေးဒီလိုလူမျိုးတွေငါတို့ရွာတွေကနေဒီတိုင်းထွက်သွားလို့မရဘူးကွာအေးဘာလဲဆိုတော့ငါသိချင်တယ်တို့ရအောင်ဆုံးတယ် ကဲမိန်းကလေးတွေမျက်လုံးလေးတွေဖွင့်လို့ရပါပြီဒီအိမ်မှာအကြီးအကဲဖြစ်တဲ့စနေသမီး ဟုတ်ကဲ့ပါ သမီးမှာ90တန်တူရဲ့လောက်ပါ ရှိပါတယ်ဗျအဘကိုးစားခြင်းလို့လာရင်ဟိုတော့ဝက်ခိုင်းလိုက်ပါမယ်ဗျ ဟိုနောက်ဒီရွာမှာအိမ်သာတဲ့ရင်ပတ်စံနေပါလိမ့်ပေးရ မပေးရပါဘူးဗျရဲ့သမီးတော်တို့အိမ်မှာလည်းရှိပါတယ်ပိုးတိုင်းမှာဗျ ဟေးဘိုးတော်များအိမ်သာတဲ့ပို့နင့်ကိုရွက်ပြောနေတာ ထင်ရရှောက်ပြောနေလေတဲ့ထင်လို့လေ ရှိရင်90တန်ငါပေး အော်ရှိပါတယ်ဗျ ကဲဒီအိမ်ရဲ့လာဘကတွေအတွက်နမိတ်ကိုကြည့်မယ်ဟေး အောင်တယ်စွန်းလာလေ လူချင်းတဘောလူချင်းကိုပစ္စည်းအမှန်ကိုပြန်ပေးရမှာ
လူပါတယ်ဗျ သာဓုပါကွယ်သာဓုအဘခလေးတွေကိုပြောစီခြင်းတဲ့သဘောပါဒီအိမ်မှာအနောက်ရှေ့အတိုက်ခိုက်ပြီးရှိအဲ့တော့အဲ့ဒီအနောက်ရှေ့အတိုက်ခိုက်ပြီးဘာဖို့ထုတ်ပြီးဒါတိတ်ချိတင်တာတော့ကျိုးလေးဒီကျိုးလေးဟာအတိုက်ခိုက်ရှိတဲ့နေရာကိုဖြောင်းဖြောင်းတန်တန်လေးနဲ့ညွန်ပြလိမ့်မယ်အဲ့တော့ဖြောင်းဖြောင်းတန်တန်လေးညွန်ပြလာဟဲ့ဟုတ်တယ်နော်ဟောဒီအေးရဲ့အနောက်ဖက်မှာအနောက်ရှေ့အတိုက်ခိုက်တည်ရှိနေတယ်အဘဖော်ထုတ်ပေးမယ်အဲ့တော့ဒီအိမ်မှာအနောက်ရှေ့အတိုက်ခိုက်တည်ရှိနေတယ်ဆိုတော့你呢？印第安。OK。喏，时间呢？时间看了。哦，几岁？几岁来讲啊？讲的。背上。干嘛哩？小马爸爸。小马出了？毛也没爸爸爸。哦，俺这来。爸。几两几买的嘛？把你要你了，你嘛？小马出了？没的，没的。你都带人打龙骨，他这路就没马路多了，哪来的？西瓜酱了，不过也酱了，对吧？把破头给，好比喏。在那个女的米里，你嘛马路带？မမြင်လို့ပါပါ 出来哟。ဝါပါတယ်ဗျာညီမလေးဘာတွေဝါနေတာလို့သူလေးအဖမဲလို့ဖြစ်နေတာ ဟုတ်တယ်သူပြောတာမှန်တယ်ဟုတ်ကဲ့ဒါငယ်ငယ်လေးတွေကဖြစ်တာမှာဟုတ်ပါအေးအဲ့ဒါဝိနာကနာလို့ခေါ်တယ်နော်ဟေးအဘပြောက်အောင်ကုပေးမယ် အဖအဲ့ဆိုသမီးတော်ရဲ့ညီမလေးမျက်မှန်မတက်ရတော့ဘူးနော်အဖ ဟုတ်တယ်လုံးလုံးပြောက်သွားစီရမယ်စက်ကူနှစ်ကွင်းအလင်းရအောင်အဘလုပ်ပေးမယ် ဒီမှာလည်းပါရဲ့ ဒါမှဒီမှာတော့ကုလို့မရဘူးနော် ဘန်ကောက်မှာတောက်ကူရမှာလားအဖ မလင်းတော့နဲ့အတန်ကြီးကိုအဲ့ဘန်ကောက်သွားနားလေလား ပြောပါပါရဲ့ပြောပါဒီတန်ဆိုးကြောင့်လေတပီတော့လို့ပါနင်းနေညညအဲ့လိုကိုမရဘူးဟဲ့ကောင်မဝင်နှောက်မနေနဲ့ဟိုမှာ9ရက်သားသမီးကိုကဲနေတာနစ်လင်းကဒီနေ့မဟုတ်ဘူးတော့စပ်ပိတ်ပါတော့ပါရပါတယ်သူတို့ရှိလို့လည်းပြောရတာပေါ့ဟုတ်လားဝိဇ္ဇာဆိုတာအမျိုးဓာတ်ကိုယူတာဟုတ်လားဟုတ်ကဲ့ဒီကအနောက်ရှေ့အတိုက်ကြိုက်တွေလည်းအားလုံးရှင်းပေးမယ်မျက်လုံးကူးဖို့အတွက်ကတော့တင့်တော်တဲ့နေရာကိုအဘခေါ်လိုက်သမီးလာမယ်နော်လာပါမယ်ဗျ အဘတို့က9ရက်သားသမီးတွေကဲတင်မှုရောက်ရှိလာတာပဲအေးတနည်းအားဖြင့်ဓာတ်ကြလို့ရောက်ရှိလာတယ်ပေါ့ကွာအမင်းတို့ဘက်ကယုံကြည်မှုရှိဖို့ပဲအရေးကြီးတယ်ဟဲ့ သားတို့ဘက်ကအကျွေးမဲ့ယုံကြည်ပါတယ်ဗျ မင်းတို့ကိုကြည်ချင်းအားဖြင့်ယုံကြည်အားကိုးတယ်ဆိုတာအမှန်သိပါတယ်ဟောတာထိုင်လေ ဒါကျုပ်ကျုပ်ကိုလာပြီးအခက်နေကြမလို့ဘုရားစွန်တော်ပုဂ္ဂိုလ်ဒီဘက်နဲ့လည်းရွှေ့လိုက်ပါ TV ကွယ်နေလို့အေးဘိုးတော်တို့အားလုံးဟာထိုင်အားနဲ့မထားဘဲနဲ့ TV ကြည့်ရမှာ ဩသားရဲ့ဒီအပျော်အပြက်တွေဆိုတာအဘတို့စွန့်လွတ်လာတာကြာပြီသားရဲ့ ဟာကျုပ်ကလည်းအပျော်ကိုပြမှာမဟုတ်ဘူးအပြက်ကိုပြမှာ TV ပြက်နေလို့လားအဘမပြေတာဘူးနော် ဘိုးတော်က TV ကိုပြင်ရမှာမဟုတ်ဘူးဘိုးတော်ပြင်ရမယ့်ကိစ္စတွေအခုလာပြီဟမ်ကြည့်လိုက် ဒီအိမ်မှာအနှောက်အယှက်အတိုက်ခိုက်တွေရှိနေတယ်ဆိုတော့ ကဲကြည့်လိုက်ပါဦးထပ်ပြီးတော့ကဲပါဘာခုမြင်ပြီမလားဟမ်လက်အုပ်တွေချီမနေနဲ့အဲ့ဒါဘိုးတော်အစ်စ်မဟုတ်ဘူးဘိုးတော်လိန်လူလိန်နေဟမ်ဒါမင်းကအောင်ကိုဆန်းတဲ့ဝရမ်းပြေးဒီဘက်ကသူ့ညီအောင်မြင့်ဆန်းတဲ့တခိုးဟမ်ရမင်းတို့ဘာညင်းကျင်သေးလဲပြောဒီမှာငါးတပည့်တွေရှိရင်အေးငါးတပည့်တွေအားလုံးကအချုံနဲ့ထောင်ကိုအိမ်လိုနေနေတာ
မင်းတို့ကောင်တွေရဲ့နောက်ကျောင်းရာဇဝင်တွေအားလုံးကိုစုံစမ်းထားပြီးသားနားလည်လားဟဲ့ရမောထွက်ပြီးဖို့မကြိုးစားနဲ့တော့ဟာဟုတ်တယ်ရလိုက်ဟာပိုင်ပါလေတရားမမလွတ်စင်နဲ့မလွတ်စင်နဲ့လို့ပြောလိုက်ဟဲ့ဒီလားဟဲ့လားမလွတ်စင်နဲ့မတော့နဲ့နော်ဒီရွာနာမည်ကိုသိလား လာကျင်တံမီရွာပါခင်ဗျာဘူးရတော်တော်လာတယ်နော် မဖားနဲ့သေးချင်းတမ်းပြီးဖြစ်သွားမယ်ဟာပူကြီးမဟုတ်ဘူးအလက်ကောင်ဟဲ့ဟာအေးအလက်ကောင်ရှိနေတဲ့ဒီရွာကဘာမှလုပ်လို့မရဘူးအလက်ကောင်ရဲ့ဥပဒေကိုသိလားမသိပါဘူးခင်ဗျာဟေးခိုးတဲ့ကောင်ကိုလက်ဖြတ်တယ်ကျူးကျော်တဲ့ကောင်ကိုခြေဖြတ်တယ်အဲတတ်တဲ့ကောင်ကိုပြန်တတ်တယ်ဒါဆိုရင်ကျွန်တော်တို့ကလူလိန်နေဆိုတော့လွတ်တာပေါ့နော်သွားလို့ရတယ်အားလုံးသွားဟေးထိုင်လာဒါပဲသွားလို့ရပြီဆိုအချုပ်ထဲကိုသွားရမှာဟေးလိုက်တော့ဒီဘယ်ဘာလုပ်လဲလဲဖဲလာလားနေလမ်းမဘိုးတော်ဖောင်းမင်းကဘာကောင်းလဲ ဘာမှုနဲ့ဖမ်းတာလဲလေမှုနဲ့ဖမ်းထားတာဟာဒီပေါက်တာဖမ်းလို့ရမလားမင်းလည်းပေါက်တယ်ငါလည်းပေါက်တယ်သူအလုံးပေါက်တယ်လူမင်းဤပေါက်တယ်ငါဘာပြောလိုက်လို့လဲကွာလိန်လေမှုနဲ့လေးလေမှုနဲ့မသေးခွဲဘူးဖြစ်သွားတယ်ဟောလိန်လေမှုနဲ့ဖမ်းထားတာဒါဖိုးတွင်ကြီးတွေဟုတ်ပါတယ်ရဲလူကြီးကျုပ်တို့စီမှာဗီဒီယိုဖိုင်အထောက်ထားရှိပါလေဗျာဟဲ့လူသူတို့ပြောတာဟုတ်လားဟုတ်ပါတယ်ခင်ဗျာထောက်ထားတဲ့ခိုင်လုံးနေမှာတော့ကျွန်တော်မငင်းတော့ပါဘူးဗျာကဲဆန်ကိုလွတ်ကောက်ပါအောင်လားဟမ်ရွှေဥလေးကိုတရုတ်တရနဲ့ပြေးဖမ်းလိုက်ပါအောင်လားလူကြီးဆိုပြီးတော့အဲ့ထဲကောက်ထဲပေါ်ပဲစဉ်းစားနေတယ်သူတို့ပြောပါကွာလက်စားတော့မဟုတ်ပါဘူးလက်ကောက်တာပါမဟုတ်လက်ရအောင်လို့ကောက်တာဟာလို့ပြောတာအေးခင်ဗျားကောက်တာလေအားလုံးကအတူတွေကြီးပဲအဲ့ဒါကြောင့်ဒီဘိုးတို့အတူတွေကိုအလက်ကောင်ရဲ့ဥပဒေနဲ့စီရင်ချက်ချမလို့ငါလူကြီးပါကွာအကျုပ်ဖမ်းထားတာလေအလက်ကောင်မင်းလောက်ချင်နိုင်လုံးလို့မရဘူးကွာဒါ country without president မဟုတ်ဘူးနော်မင်းမတိုင်းမဟုတ်လို့ပြောတာပြီဩမင်းရလဲကွာဒီမှာမင်းတဒန်းစားနှစ်ဒန်းစားလောက်နဲ့ပညာရှိအောင်စောင့်မနေနဲ့အေးမင်းဘိုးလိုတိတ်ပြီးချင်းငရုတ်သီးမစားနဲ့အဆက်ရှောင်ဘာတိုင်းလို့လဲကွာဟာဆိုင်တာဗောငရုတ်သီးဆိုင်ရှားတိုက်လို့လို့မရဘူးဟင်းဖြစ်သွားမယ်ဟင်း你看风扇过来给咋办了表？အခုဒီလိုငါတိတ်အားလို့တာမဟုတ်ဘူးနော်အဲ့ဒါတော့ဟုတ်တယ်အေးကြီးอ่ะငါတို့အာစီရလေအရင်လိုအာစီမဟုတ်တော့ဘူးကွာတို့အာစတိကဒီအရက်ရဲ့လုံကြုံရေးကိစ္စကိုတာဝန်ယူရမယ်အာစတိဖြစ်သွားပြီဟုတ်လားဘာသူကခန့်လိုက်တာတော့အော်ဟိုဂျားတဲ့ရွေးကောက်ပွဲများလားဦးချက်ကြီးကပြုတ်သွားပြီဒီမှာယာတုရမှာတာဝန်ယူခြင်းတဲ့ကောင်မျိုးမဟုတ်ဘူးနော်ပရိုက်တာစိတ်တဲ့အပြင်နဲ့ကိုယ့်ရက်ကိုကာကွယ်ခြင်းတာနားလဲလားဟုတ်ပါရဲ့ဟိုနေရွာချစ်တဲ့စိတ်ကိုငါသိတာပေါ့ဟဲ့မာကြီးကလည်းနင်ကိုချီးကျူးနေသိတာဘာချီးကျူးလားဟောငါတို့အရက်နဲ့ငါတို့ကာကွယ်လိုက်တဲ့ကိစ္စပေါ့နေက Facebook ကိုအကျိုးရှိရှိအသုံးချတယ်လို့အခုလိုကာကွယ်နိုင်တာလေအဲ့နင်ဝိုင်းပြီးတော့ချီးကျူးနေကြတယ်ငါနင်ကိုပြောချင်လို့ဖုန်းဆက်လိုက်တာနင်ကလေငါပြောလိုက်အဲ့လိုပဲရီးနေရပဲငါပြောတယ်မှာရီးစရာလည်းမပါပဲနဲ့အမလေးအဲ့ဒါတို့အာစတိရဲ့စတိုင်ခိုင်းစသားတွေဆိုအဲ့လိုပဲရှိတယ်များများကြီးလေများများကြောက်ဖို့ကောင်းလေပဲဟေ့မင်းမဆက်ကိုပိတ်တာမင်းတို့တော်တော်များသွားပြီနော်မင်းတို့နှစ်ယောက်တော်တော်များသွားပြီအေးချစ်မင်းမကြီးကိုပြောလိုက်နော်အခုမှလာပြီးငါ့ကိုချီးကျူးမနေနဲ့လို့ငါအခုလိုတပည့်တပန်းနေမွေးထားတယ်ဆိုတာသူ့တရားနဲ့သူအတုံးချဖို့ဆိုတာနေအခုမြင်ပြီမလားမြင်ပါပြီဟဲ့ဒါပေမဲ့နင့်လူလိုတော့ပြောထားလားကိုညီညာနဲ့နှောက်ချက်တာများများတော့မဖြစ်စင်နဲ့ပေါ့ဟဲ့နင်နာမည်ပြတ်တယ်ဟဲ့ဟောနင်ကလေသူများကောင်းကျိုးကိုလုံနေတာလေနာမည်ပြတ်တဲ့ခါလည်းရှိမယ်နာမည်ကောင်းရတဲ့ခါလည်းရှိမယ်ဒါ Facebook ထားပဲနော်ဘိုးပြတ်မှာကောင်းလေလာနေပြီဟဲ့ဘယ်သူလဲရေးပေးတော့ဟာပေါ့ပြီနင်ကောတာဟဲ့မခေါ်ပါဘူးမခေါ်ရင်သူတို့ကဘာလို့လာမသိဘူးလေဟာဟောစံကစီလာဖြစ်ရလားဟဲ့စီလာဖြစ်အောင်ဒါရေနံတွင်းမဟုတ်ဘူးရေတွင်းဟင်းငါပြစ်ချလိုက်မှာတော့ပြစ်ချလိုက်အေးချစ်မာကြီးကတောက်ရသွားခဲ့တယ်ပြောလို့လိုက်လာခဲ့တာရေလည်းတစ်ခါမှမခတ်ဘူးပဲနဲ့ကူညီပြီးတော့ခတ်ပြီးအော်ဟိုရတယ်ဒီမှာဖြူလုံးမခတ်ပေးနေတယ်မုံကြီးနင်ပြောတော့မခေါ်ထားဘူးသူ
အခုရေခတ်ပေးမလို့လိုက်လာတာတဲ့နေကြမအောင်မင်းဟာရွာထဲမှာရေခတ်စားတဲ့အဆင့်ရောက်ပါ မင်းနဲ့ငါစကားမပြောချင်ဘူးအေးချစ်အတွက် pre wedding present ပေးဖို့လာဟဲ့မင်းအခုပြောနေတဲ့စကားတွေကိုမင်းကိုယ်တိုင်ကိုနားလေရလားစာတက်ရင်နားလေတဲ့ဟဲ့မင်းတွေကလည်းတန်းတန်းပဲကွာလားနော်ဟုတ်တယ်လေနေစမ်းမှာအေးချစ်ဒါဘာဖို့လဲဟမ်စောက်တိုးအော်အေးချစ်ကိုရိုနှစ်ယောက်ရဲ့မင်္ဂလာကိစ္စအတွက်အကျိုးလက်စာဘာမင်္ဂလာကိစ္စလဲကိုရိုနှစ်ယောက်ကို ATM မှာသဘောတူတယ်လေကော့ဖေရတယ်သဘောတူတယ်နော်ဒီထက်ကကိန်းနီမောင်းတယ်လို့ကိုရိုနှစ်ယောက်လုံးဘယ်တော့မှမခေါ်လို့နော်ငါခွဲမယ်ဒါမလုပ်တော့လေကိန်းဒီကမောင်းတယ်ငါခွဲပလိုက်တာကွာငါလည်းမင်းကတော့တက်ခွဲမှာသူမိုက်တယ်အော်ဘယ်ပြေးဖို့ရှင်ယူနေတာဟလားပြေးလို့မရတော့တာပါဖေဟာဟေ့ကောင်မင်းငါเจ้าမှာကိုယ်ရလာတော့မင်းတို့ငါရိုက်မယ်ဆိုလို့ရှိရင်မင်းပြေးလို့ရဘူးသလားမရဘူးပါမရဘူးဘာနဲ့ငါမကြိုက်တာဘာလို့လုပ်တာတော့ဆရာတို့လာမယ်မထင်လို့ပါဗျာစောစောငါအကြောင်းကြမှာပေါ့ကွာဘာကွာတပည့်တော်အထင်မလွဲပါနဲ့ဗျာတပည့်တော်စတာမဟုတ်ပါဘူးဗျာဟိုလူကြီးတဟာအရင်လာစတာပါဗျာဘသူကစရွာထဲမှာရန်ဖြစ်ရင်ငါမကြိုက်ဘူးဆိုတာမင်းအသိသိတယ်မလားသိပါလေဗျာသိရင်လက်လက်ဆန်းအားရှိဗျာမျက်နှာရိုက်ပြီးမယ်ဗျာမင်းဟိုဘက်လက်လို့အနာရှိအနာကိုရှောင်ရိုက်တယ်ငါရိုက်တတ်တယ်လက်လိုက်ပါနာလို့နာမလားနာငါခုံရိုက်နေတာဟမ်အော်တပည့်တော်ထိရထင်လို့ဗျာထိတယ်ထင်လို့လားထိအောင်ရိုက်ပြမယ်ဒီဘက်တိုးလိုက်ကွာဟေးရန်ဖြစ်တဲ့သူချင်းတူငါသားဒီလောက်ရှိရိုက်ခံရရတယ်ဆိုတော့အမေစိတ်မကောင်းသားရဲ့အခုမှစိတ်မကောင်းဖြစ်နေပါလေအမေရဲ့အဲ့ဒါအမေတို့ကြောင့်ဟဲ့ဘာဆိုင်လို့လဲရန်ဖြစ်တာသားလေအေးရန်ဖြစ်လို့အရိတ်ခံရတာသားကြောင့်ဆိုတာမှန်တယ်အမေဆရာတို့ရောက်လာတဲ့အချိန်မှာပြေးလို့မရတာအမေတို့ကြောင့်အမေတို့မရှင်းဘူးသားအမေကလည်းအခုချိန်ဒီမရှင်းသေးဘူးလားအမေတို့ပဲလေဒါငငယ်တုန်းကဆရာတို့ကြောင့်မှကိုရင်ဝတ်ခိုင်းတာအေးလေအဲ့ဒါရှင်းပြီးရမယ့်အရွယ်မလို့ဝတ်ခိုင်းတာလေအဲ့ဒီတုန်းကလေဒါတပိတ်ကိုပြောင်းအောင်မစေးလို့ဆိုပြီးဆရာတို့ကသားကိုခေါ်ရိုက်တယ်ဟုတ်တာပေါ့အမေတို့တော့သားကိုရိုက်ဘူးလို့လားဟမ်မရိုက်ဘူးအောင်အေးအဲ့ဒါသားဘွားမှာပထမဆုံးအရိတ်ခံဘူးတာပဲအမေရဲ့အဲ့ဒီကလေးကလေဆရာတို့သားငယ်ကြောက်ဖြစ်သွားတာအခုအချိန်ဒီပဲအမေရဲ့ဆရာတို့မြည်ပြီးဆိုတော့လေဒူးတွေတုံပြီးဖဲမကိုသွားလို့မရတော့ဘူးအမေရဲ့အဲ့ဒါအမေတို့ကြောင့်မဟုတ်လို့ဘသူကြောင့်လဲလို့အေးပါရဲ့အေးပါနောက်တစ်ခါရိုက်မခံအောင်လို့ရမဖြစ်နေပါဘောဒီမှာရချမ်းနေရလေးတယ်ဒီမှာလက်ရှိပေါ်ထဲလေးတယ်ရဒီရလေးတယ်နော်ဟုတ်ပါမှာဟေးငါ့ကိုပစိုးရီမှတမင်းကြီးရနည်းနည်းပဲဒီကိုမြေလေးမတ်တောင်လို့ကတော့လေညီမနှစ်ယောက်ရှိပြီလို့သာပေါ့စီးပွားရှာချက်ကတော့လန်ထွက်ပြောရင်လည်းကမ်းပါပဲမင်းကြီးရေညီမနှစ်ယောက်တည်းဆိုမှညီမလေးကအေးတယ်ကြီးထုံလဲထုံနေနေအေးလားငါညီမလေးကဘာသာရေးသမားအချောင်ကကျမပဲဥဆောင်နေရတာလေပြီးတော့ဒီရလောက်ကလေအိုးမကွာအိမ်မကွာအပူစီးပွားရေးပါအမလေးလဲပိုင်းညာပိုင်းရှိတယ်ဆိုတာသိပြီးသားပါစီလာနေတွေ့လားကြားလိုက်ဟဲ့ဘယ်လားဘယ်ပြန်လာတော့စီဖြစ်ပြီးပြန်လာလားဩအဲ့ဆိုနေရွာထဲပြန်မှာပေါ့ပြန်မှာပေါ့ဟဲ့အဲ့ဆိုငါတို့လမ်းကျုပ်လိုက်မယ်နော်မိုင်းကဂုံးစင်းမယ်ပေါ့နေထုံးပါဩနေရလေငါတို့ဖရီမကစ်ပါဘူးနေကိုလက်ဖက်ပိုးပေးမှာပေါ့ဘာကြီးရချင်းချင်းလေးလှုပ်ပေးရမှာပေါ့အေးအဲ့ဆိုလာဆက်ဟဲ့ဘယ်ဆိုရလဲအထုံးဆိုင်ကြိုက်တာလေဩဖြူလုံးတယောက်ကလေဘာဖြစ်သွားတော့ရက်သွားတာလေဒီမှာ
အဲ့ဒါနင်ပြောမှလားငါတို့လည်းတွေ့တယ်လေဟဲ့ဟမ်စက်တာနှိုးလို့မရတော့ဘူး ဟာနှိုးလို့မရတော့ဘူးနင်းမြင်တဲ့အတိုင်းပဲ ဟဲ့နင်တို့စိုက်တဲ့ workshop ကိုဒါလေးတော့မပြင်တတ်ဘူးလား ကျွန်တော်တို့ workshop ပြင်းတဲ့ workshop မဟုတ်ဘူးမာကြီးကအခုထက်လာတဲ့စီမတန်ဘူးနဲ့တူ ဟဲ့ဟုတ်ကြည့်ပါဦး ရွာထိတ်လည်းရောက်နေပါပြီမာကြီးရဲ့နီးနီးလေးပဲရှိတော့ဘာလို့လမ်းဆင်းလျှောက်သွားရတာနော် ဟုတ်တော့ တောင်းပါနဲ့မာကြီးရဲ့နော် အထုပ်တရား၄ပါဆိုနေရလဲ ဟုတ်ပါမာကြီးရဲ့ ကဲမမင်ပါလေဆရာမရဲ့သူ့ကိုပါနဲ့ခဏလောက်ဆောင်ကြည့်ပါစိတ်ရှာနေလို့ပါလိုရဆေးထိုးပေးပါဟုတ်ကဲ့ပါ ကိုကြီးဟဲ့ဒါမျိုးပြေကူကူရတယ်ကြားဦးတယ်နော်အေးဟုတ်တယ်သူမကြီးနေမကြီးဒီတိုင်းမတက်တာဘူးဆိုရင်ဆရာတော်ပြိမိတရကောင်တင်လိုက်ပါလား ဟင်ဟိုတရဏကိုရွတ်လို့ပြောပါဦးလေဟိုကျမလည်းရွတ်ပေးနေပါတယ်အေးမင်းတို့ကောင်ရတန်လုံးကြည့်ခဲ့ကောင်လေးဆိုတော့ငါတို့ဘာလို့ကောင်းဝေးရအောင် အစီဘာတွေပြောနေလဲ ဘာသူကောင်းကောင်းပေးရမယ်လို့ပြောနေတာကွာ ဟောအဲ့ဒါဆိုရင်လေအစီခိုင်းတဲ့အထက်မှာကျွန်တော်ကတရေတစ်အစီကျွန်တော်ကတရေနှစ် ဟေး ကျွန်တော်ကစပီကာကျွန်တော်တဲသုံး အဲ့ဟဲ့ရဲ့အောင်ညဟာလာမင်းကြီးပေးမလို့ဟဲ့ဒီနားမှာဓာတ်စီတွေရှိတယ်မင်းကမင်းရှို့နေရလားမင်းပြကြသွားမယ်နော်ဒီတိုင်းကြိုက်ထားလို့နားမှာကြိုက်တာဘာဖြစ် ဟုတ်တယ်လေအစီကကြိုက်တတ်တယ်လေ ဟာဘာဘာ ဟုတ်မဟုတ် ဟဲ့ အစီကဒီလိုပဲကြိုက်ထားတတ်တယ်လို့ပြောတာပါဟေ့ဒါတွေကခိုင်းစသားအထားကွာနားလေလား ဟာအဲ့ကောင်ပြောပြထား ဟဲ့တန်းလားအပြောမတတ်အစွန်မတတ်နဲ့ပါရိုက်ခိုင်းမယ်နော်အစီဟိုမအေးချလာနေပြီကျွန်တော်ပါရိုက်ခိုင်းရမနဲ့တင်နေဟဲ့ မင်းတို့မျက်နှာအဲ့လိုဖြစ်မနေနဲ့အေးစင်းနေ ကြောက်တယ်လေ ဒီကိစ္စငါရှင်းမယ်ဟေးဘာရဲ့ ဟမ် ဘာရဲ့ အော်အဲ့ဒီကြိုက်ထားတဲ့စလိတ်ကြီးဖဲလိုက်စမ်းပါဘာတွေပြောလို့ပြောနေမှမသိဘူး ဘာလဲလို့ငါမေးနေတာဟာဒါစိုက်ကပြင်းနေဝက်ရှော့နော်စပိန်ပြင်းနေဆိုင်မဟုတ်ဘူး သိတယ်ဟွန်းဘယ်မှမပြင်လို့မရတော့နေ ਉਹ ပဲ ဒီဘာတွေပြောနေငါနားလဲအောင်လည်းပြော အေးပြောမယ်ငါအမောက်တရေ6လက်တဲ့ကိစ္စနစ်လက်ချက်ဆိုတာငါသိတယ်နော်ဟွန်းဒီရွာမှာအဲ့လိုမျိုးလောက်တတ်တာနင်မဲရှိတာအေးနောက်တစ်ခါဆိုငါဆရာတော်ကြီးသွားတိုင်မှာနော် ဘာနင်းညမကိုချွတ်ပြီးငါထုတ်ခွဲပလိုက်ရမှာပြော မလီဘယ်လောက်ရမှာမဟုတ်တော့လဲ ထိုင်းရင်ပို့လို့ရတာကိုနင်းရတယ်ဟာဒီပါငါထုတ်ခွဲမယ်ဆိုတာထုတ်ခွဲရောင်းချမှာကိုပြောတာမဟုတ်ဘူးနင်းမျက်မှန်ကိုချုပ်ပြီးငါထုတ်ချေပလိုက်မယ်လို့ပြောတာဖြတ်စည်းပလိုက်မယ်လို့ပြောတာဒီမှာနင်းငါ့ကိုဒီလိုစကားမျိုးတွေပြောရတယ်ပေါ့ဟာလားနင်းမမှတ်သေးဘူးလားဟမ်ငါတကယ်လုပ်လိုက်မှာနော်ငါ မလုပ်ပါနော်မလုပ်ပါနဲ့ညတော့ငါတောင်းပါမှာလေဟိုငါလည်းအမောက်ဇောနဲ့ပြောမိတာပါဟဲ့ဘွေးမယူပါနဲ့ဟိုနင်တော့အဲ့လိုကြီး6တော့ငါအမလိတ်ပြပါလွတ်ပြီသေဝိုင်းဘယ်နဲ့လုပ်မလဲဟဲ့ အေးမသေးသေးချင်းနင်းမောက်နေထိန်းတာဒီမှာနေနဲ့ဒီပင်းနဲ့မင်္ဂလာကိစ္စကိုငါထပ်မကြားချင်ဘူးနော်ကြားရင်နှစ်ယောက်စလုံးငါတတ်ပြမှာဟမ်နားရရ နားရဲ့ ငါမနောက်နဲ့နော်ငါနားလေလားလို့မေးနေတယ် နားလေတဲ့ အေးနားလေရင်သွားနေအောင် ဩ ဒီမှာငါเจ้าပါဆိုတဲ့သတင်းဟာနင်းเจ้าလို့တရွာလုံးကိုမပြန့်စေနဲ့နော်နင်းတယောက်တည်းပဲသိပါစေရှင်းလား ငါသွားလို့ရပါ အေးသွားတော့ဟဲ့
ဒီမှာမတိုးကြပါနဲ့အားလုံးမှတ်ပေးပါမယ်မလောကြပါနဲ့ဒီမလေးပြင်းပြမဲသူတို့မှအလုံးရှိတယ်နေရလေ မိုင်းရေကိုညမအကြောင်းလဲသိရသားနဲ့စာတစ်လုံးတော့မနှဲကြည့်နေဟာလေ ဟဲ့နေရလဲဟဲ့ငါမနှိမ်ပါနဲ့ငါဒီမြက်မနဲ့တလုံးလုံးညက်တယ်ငါမြက်ပါတယ် ငါနှိမ်တာမဟုတ်ပါဘူးနာမည်ပစ္စည်းရဲ့ပတ်စံရဲ့တွဲပြီးမနှဲကြည့်နေအောင်နည်းနည်းတော့ကြာမှာဖို့လို့ငါအဲ့ဒါကိုပြောတာပါမြတ်လေ ဩအဲ့ဒါဆိုသမီးကလည်းဝိုင်းမှတ်ပေးလိုက်ပြီ ကြည့်ပြီးလားမြတ် မတင်အောင်လို့ရောင်းကောင်းချက်မြန်အားကြစရာကောင်းလိုက်တာတော့တရေ6ခံရပြီးမှစီးပွားတော်တော်တက်လာတာနော် ဟုတ်တယ်ခုတ်တာအချိုးခံရလို့ရတော့ဒီတဲ့ချမ်းသာမှာ ကျမသိသွားမှာဗောမဲအီမိုရဲ့တော့ပါဦး ရောင်းသွားလို့ပါအေးအဲ့ကိစ္စကိုမရောင်းပါနဲ့ရှင်ငကိုတွေကမှတရေ6တာကိုကျမသားလေးလက်ချဲလို့အားလုံးကဆွဆွဲနေကြတာပေတာသွားလို့ကကျမရောလို့ဆုံးမှာမဟုတ်ဘူး ဟိုတိတ်ညာရောစမ်းမလို့ပါဘူးဒေါ်ကြီးရဲ့ဖြူလုံးမနင်ကငါ့မောက်တိတ်မတန်ဘူးလို့ပြောလိုက်တာပေါ့6ခါရတယ်မနင်လဲပါလေဒါလည်းနင်ထက်6ခါနေလို့ဟုတ်လားမခံချင်ပါဘူးမခံချင်ပါစပိတ် ဖဲ့တော့ကျမတရေ6ခံရတယ်မှာညီးလဲပါတယ်ဆိုတော့အဲ့ကိစ္စငါသားလက်ချက်မဟုတ်ဘူးဆိုတော့မြန်ရှင်းပြမိသေးလား ဟုတ်ရှင်းပြပါလေဟိုဒါပေမဲ့မယုံတဲ့သူကများနေတယ်ဟဲ့မယုံတဲ့ထဲထဲမှာငါတို့သားမိမပါအောင်နော်ငါတို့ကနှစ်အိတ်တစ်အိမ်ဖြစ်တော့မှဆိုတော့ယုံတယ် နဲ့အိတ်တယ်ဆိုတာဘာကိုပြောလဲဒေါ်ကြီးမို့ တားရဲ့သမီးပြောထားကြတယ်လေ ဟဲလာ ဟုတ်တယ် လိုက်အဲ့ကိစ္စဟုတ်လားအလက်ကဘာပြောလဲ ဩကလေးတွေကစဉ်းစားမယ်လို့ပြောထားကြတယ်လေအမေကလေဘာလို့ရှောက်ပြောနေဟမ်ဒီတော့ ငါထင်တယ်အဲ့လိုဖြစ်တော့မဆိုဟဲ့နာငါထိသွားသေးလေ ဟိုဖြစ်နေကြဆိုဘယ်နာထိမှလာမသိဘူးအမေကြောင့်မို့ဩ ဟဲ့ညီမလေးဘာလို့တော့လောင်ဖက်လေဒီမှာအော်ဟိုဘက်သွားကြည့်နေရလေချော့မဲ့ အစရီဝါရှောကိုဆိုင်ကတစည်းရောက်လာပါအင်ဂျင်ချကျင်လို့တဲ့ဩဖြုတ်ချပေးလိုက်လေဟိုအစရီအင်ဂျင်ကညင်တာတဲ့ဩကင်ပေးလိုက်ပေါ့ဟိုမဟုတ်ဘူးလေအစရီအင်ဂျင်တစ်ခုလုံးပြင်ကျင်တာတဲ့ဩအဲ့လိုလားဩအေးဟုတ်သားပဲမင်းတော့မှမပြင်တတ်တာဟိုတင်ဆန်းဟောမရှိပါစီဟာဒုက္ခအဲ့ဒါလို့အင်ဂျင်ချတဲ့လူကိုပြောလိုက်အင်ဂျင်တော့ချလို့မရဘူးလို့အလုံးလိုက်ဖြုတ်လဲခြင်းတယ်ဆိုရင်တော့လဲပေးမယ်လို့အစ်စ်တွေရှိတယ်လို့နော်ဒီ workshop ကပြင်တဲ့ workshop မဟုတ်ဘူးလို့ရှင်းအောင်ပြောလိုက်နားလည်လားအဲ့တော့သွားလေဟောကြည့်လားဟိုတူကအစီနေတော့မှာမင်းရတယ်အစီမင်းတို့ဖယ်ရောက်နေကြဟမ်ဟို workshop မှာအင်ဂျင်ချမဲ့လူတွေရောက်နေတယ် တွေ့ပြီပါအာစီပြင်မမယ်လို့ပြောခဲ့ပါအာစီအခုအာစီကိုခွင့်တောင်းတာရှိလို့ပါ အားပြော အထက်မှာကျွန်တော်တို့ရင်းနှီးခဲ့တဲ့ဘော်ဒါတွေပေါ့နှစ်ကြီးသမားတွေသူတို့လွတ်လာလို့ပါကျွန်တော်တို့စီကိုလာလဲတာပါအဲ့ဒါကျွန်တော်တို့ရဲ့အာစီကိုတွေ့ဘူးခြင်းနဲ့အခန့်ခြင်းနဲ့ဆိုပြီးသူတို့ကဖိတ်ခိုင်းလို့ကျွန်တော်တို့ကလာခေါ်ရတာပါ ငါပဲလိုက်ရမယ် ဟဲ့ဟုတ်ပါဟာထောက်နေဟုတ်လားမပေါ့စားတော့ဆိုင်တွေပြောတာပါ အေးလေအေးပေါ့မင်းတို့ရဲ့ဆရာကြတဲ့ကောင်ကသူတို့ရဲ့ဆရာကြတဲ့ငါ့ကိုတွေ့ကျင်တယ်ဆိုမှတော့ငါလိုက်ခဲ့ရမှာပေါ့ကွာဟုတ်တယ်မလားရမင်းတို့နေရာဝါရှော့မှာပဲနေခဲ့နော်အဘအမေကြည့်ကောင်းအောင်ပြောလိုက်ဟုတ်ကဲ့ရှင်းတယ်နော်ရှင်းပါတယ်ရှင်းတယ်နော်ရှင်းပါတယ်အေးဟုတ်ပြီနေစမ်းပါမတော့သေးဘူးဟုတ်မယ်လားဟုတ်ကဲ့အစီကြောက်ခုလို့တွေ့ရတာဝမ်းတော့ပါလားကျောင်းနာမည်ပန်းခွေပါသူ့နာမည်တီတူပါဒီဝါကဆရာကြီးဆိုလို့ကျုပ်တို့လိုပုံစိုးပန်းစိုးတွေထင်တာဗျာခုတော့ဖြူဖြူငယ်ငယ်ချောချောပါလားဟမ်ဒီပုံစံမျိုးတွေပဲကြောက်ရတာ အဲ့လိုလည်းမဟုတ်ပါဘူးဗျာလူတိုင်းဟာကို့ထားတဲ့ကိုရှိပြီနော်ကျုပ်ပိုင်တွေကိုရောက်လာတဲ့ဧည့်သည်တွေဆိုလို့ကျုပ်တပည့်တွေရဲ့မျက်နှာနဲ့လာတွေ့ပေးတာ ဟာကျေးဇူးတင်ပါတယ်ဗျာကျုပ်တို့လည်းမင်းရှိဆိုရင်သဘောထားပေးပါနော်ခိုင်းဆိုင်ရှိနေခိုင်းပါသူတို့လိုပဲပေါ့ သူတို့လိုပဲလို့တော့မပြောပါနဲ့အကူကြီးရယ်ကျွန်တော်တို့ကအာစီအတွက်ဆိုလို့ရှိရင်ပြီးပြီးသားကျုပ်တို့အာစီစကားတစ်ခေါက်ပဲဘာဖြစ်လို့ကျုပ်တို့လှုပ်ပြီးသား ဟာဇာတူရင်းတွေလာတွေ့နေတာပဲအတွေ့တော့နောက်ကြနေနော်ကဲ
ကျွန်တော်တို့ကလည်းဟောဒီကအာစီလေးကိုအတိမတ်ပြုပါတယ်ဗျာကျွန်တော်တို့လည်းအတိမတ်ပြုတဲ့အနေနဲ့ခိုင်းတာကြီးအချိန်မြင့်ခေါ်ခိုင်းလိုက်ဘယ်ကိစ္စမှလက်မျိုးစရာဘူးနော်လက်မျိုးဘာငွေဆိုတော့သူ့ပဲ သိပြီသားပါကျုပ်တပည့်တွေပြောပြထားလို့နှစ်ကြီးသမားတွေဆိုတာသိပြီသားအဲ့ဒါနေသက်မအောင်ဘာဖြစ်လို့ဒီလောက်နှစ်တွေကြီးကုန်တာလဲကျုပ်ပြောပြပါ ဟာလူသတ်မှုလေးပါဗျာ 3 ယောက်ကိုလယ်လီပြီးရှင်းလိုက် 300ဟုတ်လား3ယောက်မလို့ခင်ဗျားတို့ဖန်ခံရတာကျုပ်က4-5ယောက်လောက်ထိကိုအတွေ့အကြုံရှိတယ်ဟေး Facebook ပေါ်မှာဖတ်ဘူးတယ်ဒီသတင်းတွေကြာတော့လေဒီသတင်းတွေကရိုးသွားပါနော်ကဲခင်ဗျားပြောပါဦးခင်ဗျားပြောပါဟော ကျုပ်ကလူရိုက်စားတယ်ရိုက်ရင်းနဲ့အရသာတွေ့လက်လို့ တန်တော့ပြည်ဆိုတာဒီကောင်ပဲဒီကောင်အဲ့လိုပဲအမြဲလက်လွန်တတ်တယ်ဗျာ ဒါလည်းမစိမ့်ပါဘူးလက်လွန်တဲ့ကိစ္စကျုပ်နဲ့သိမစိမ့်ပါဘူးဒါလည်း Facebook ပေါ်မှာဖတ်ဘူး ကျုပ်တို့အာစီက Facebook မှာဆရာကြီးနော် Facebook အကောင့်ကိုလည်းမှတ်ထားလိုက်အောင်ဦးတိုဤသားအလက်ကောင်ဟဲ့ဒီနေ့ငါအတွက်နှစ်ကြီးသမားတပည့်နှစ်ယောက်ထပ်တိုးတဲ့အနေနဲ့ဒီပွဲလေးကိုရှေ့ရလုပ်လိုက်ရအောင်နော်ဟုတ်ကဲ့ကဲရရဓာတ်ပုံရိုက်တာဟာ Facebook ကိုတင်ရမယ်ရိုက်တာဟုတ်ကဲ့ဟုတ်ပြီဝစ်စားရတယ်တအားများတော့လေမူးကလည်းမူးနေတော့ဟိုစိတ်မထင်းတယ်လို့ဖြစ်သွားတာပါဗျာဟိုလွယ်နေလို့လေလမ်းစီလေးရအောင်လုပ်လိုက်ကြဟာဒီမှာစိုက်ကယ်ဘောကနေဆွဲကြိုးဖြတ်သွားတာတွေရိုက်လူသွားတာတွေ Facebook ပေါ်မှာဖတ်ဘူးအေး Facebook ထဲမှာပဲရမယ်အပြင်မှာဒါမျိုးလာမလုပ်နဲ့ဒါအလက်ကောက်နေပြီဒါလည်းလားမလုံးနဲ့တော့နောက်လာမျိုးဟုတ်ကဲ့ပါအာသတိလေးရဲ့နောက်ဆိုမလုပ်တော့ပါဘူးဗျာအေးအဲ့ဆိုသွားအေးစိုက်ကယ်ဆက်မလို့သွားနဲ့နော်ကြားတယ်တွန်းသွားလိုက်သွားဒီမှာခင်ဗျားတို့တော်တော်ကံကောင်းသွားတယ်မှန်တော့အဲ့ဒါလူတက်သမားတွေနော်လက်မရွတ်ဘောင်းငွေလူ3ယောက်ကိုတတ်ထားတာအေးဟိုဘက်ဘေးကတန်တုတ်ပြီဆိုတဲ့လူရိုက်စားတာသူတို့ကနှစ်ကြီးသမားတွေနော်ဟမ်အခုတော့အလက်ကောင်ရဲ့တပည့်တွေဖြစ်သွားပြီအလက်ကောင်နဲ့တွေ့တာတော်တော်ကံကောင်းတယ်မှတ်ပါဟုတ်ပါတယ်လက်ကောင်ရဲ့နားလေနော်နားလေပါလေနောက်ဆိုရင်ဝိတ္တာစားတာသတိထားပါတိတ်ချမ်းသာနေရင်ဓမြအတိတ်ခံရမယ်လို့ကြုတ်ပြောထားရင်နော်ဟုတ်တယ်ဒါပူခင်းပညာပေးပဲကဲသွားဆွဲကြတော့အိမ်ကျသွားဘလက်ကအင်ကြီးတွေကိုဆွဲကြွထည့်ရမှာလေဟောမှားမနေကိုပြေးပြေးပါပြေးဟုတ်ကဲ့ဘာလို့လန့်လာပြန်ပြီလဲနေကင်းကြောင်တောင်ကြီးဟဲ့တရဲကြောက်တော့ဘူးတရဲတဲ့စိုးတယ်ဟဲ့အဲ့ဆိုတဆေးလားဘယ်ကတဆေးတော့ညာလေမိုင်းပဲတရဲတဲ့ဆိုရဆိုဩနေကင်းကြောင်တော့တဆေးက6မလားအခုဟာတညအမေတမလေးဘာမှလည်းတမဘယ်ဦးလိုက်ကြည့်နေတာလို့နေရလဲနောက်ကလိုက်လာလားဩမလိုက်လာဘူးပြေးကုန်ကြပြီဟိုတယောက်တည်းကိုရှုပ်နေတာပဲမိုင်းရဲ့ကဲဘာတွေဖြစ်လာသနားလေအောင်ပြောပါဒီလိုညီမလေးရဲ့ဒီလိုနေ Facebook ကြီးကြည့်ဘူးတယ်မလားစိုက်ကယ်ပေါ်ကဆွတ်ဖြတ်သွားတာလေနေကင်းကြောင်တော့အိမ်ပေါ်တက်ပြီးတော့လှူတာလေအဝေးပြေးလမ်းမှာလေစိုက်ကယ်တွေနဲ့လိုက်လှူတာလေအဲ့ဒါဘာဖြစ်လဲအဲ့လိုလူတွေငါတို့ရွာအောင်ရောက်နေပြီမိုင်းရလေ Facebook တွေကြည့်ပြီးအဲ့မှာရှောက်ပောက်ကရပြောပြန်ပြီဟဲ့ပောက်ကရပြောတာမဟုတ်ငါကိုရိတ်ကြုံလာတာကိုရိတ်ကြုံလာတာအဲ့ဒါဘာလို့လဲအဲ့ဒါဘာလို့လဲလားညီအလက်ကောင်ရဲ့လူတွေတဲ့မဖြစ်နိုင်ပါဘူးဟဲ့ဘာဖြစ်လို့မဖြစ်နိုင်မှာသူကိုယ်တိုင်လာမောင်းထုတ်သွားတာလေစင်ကျင်နော်မိုင်းလဲစင်ကျင်နော်ငါဘာဖြစ်လို့စင်ကြမှာလဲအိုးတလောက်လူနေပါတယ်ဆိုကမှပဲကြည်အောင်ဝတ်ထားလိုက်တာခါတဲ့အပြည့်ပဲပစ္စည်းတွေမပါပဲလူပါသွားမယ်နော်ငါ့ကိုပြောတော့လိုက်တာကြည်စမ်းအခုလို့ကျေးရွာရဲ့ရမိရဖတ်ပြားကိုခေါ်ယူတွေ့ဆုံရတာကတော့ကျွန်တော်တို့ရွာဦးကျောင်းရဲ့
တိမ်ဆောက်မဲ့ကိစ္စပဲဖြစ်ပါလေ ကောင်းတာဟုတ်ဗျာခေတ်ဆက်ဆက်ကကျွန်တော်တို့ရွာမှာရဟန်းခံမယ်ဆိုရင်တခြားရွာအကြောင်းမှာတိမ်ထက်နေရတယ်မလား ကျမတို့အနေနဲ့ကလည်းကြောင်းနဲ့တိမ်နဲ့ပြည့်ပြည့်စုံစုံဖြစ်စေချင်တာကြားပါပြီရှင် ဟုတ်ပါတယ်ကျမတို့ဘက်ကလည်းဘလို့များကုသိုလ်ပါဝင်ရမလဲဆိုတာကိုပြောပါ ကုသိုလ်ရေးနဲ့ပတ်သက်လာရင်မတ်တီအောင်တို့ဘက်ကလက်မနှီးတတ်ဘူးဆိုတာဦးလေးလည်းသိပါတယ် သိပါတယ်ဒါကြောင့်လည်းကျွန်တော်လူရွေးပြီးတော့ဖိလိုက်တာပေါ့အလုံးစုံကိုတာဝန်ယူရမယ်လို့ကျွန်တော်မဆိုလိုပါဘူးနော်တရားပေါက်တွေ့ပါဗျာကြံရှင်းနေတဲ့အပိုင်းကိုတော့ကျွန်တော်ညီကဆက်ပြီးတော့ရှင်းလင်းပြပါလိမ့်မယ် တိတ်ဆောက်မဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်စဉ်းစားထားတာတွေရှိပါတယ်လှုပ်ထုံးလုံနေတိုင်းပဲပေါ့ဗျာကျွန်တော်တို့ရွာနီးချုပ်ဆက်မှာအလှူခံမယ်ပြီးရင်ကျွန်တော်တို့ရွာမှာအလှူခံမန္တလေးတစ်ခုဖွင့်မယ်အဲ့ဒီမန္တကိုကျွန်တော်ကိုယ်တိုင်ဦးစီးပါကျွန်တော်လက်ထောက်ကတော့တာခွာဟုတ်ပါတယ်ခင်ဗျာကျွန်တော်အဲ့တော့အစည်းအဝေးပထမပိုင်းမှာကြံရှိနေတာတွေကိုကျွန်တော်တို့ကဆက်ရှင်းပါလိမ့်မယ်ခင်ဗျာ ကျွန်တော်တို့ပြောတော့အစီအစဉ်နဲ့ကောင်းပါတယ်ဒါကတော့ထုံးနှန်းစင်လာပဲလေကျွန်တော်တို့ကဒီဘက်ကိကလူငယ်လေးဆိုတော့စဉ်းစားထားတော့မတူဘူးပေါ့ကျွန်တော်ကတော့အလူခံမဲ့ကိစ္စကိုကြက်ကြက်ပြန့်ပြန့်ကြီးကိုမှစဉ်းစားထားတာ online ပေါ်ကတော့အလူကောက်ခံလိုက်မယ်ဆိုရင်ကျွန်တော်တို့ရွာရဲ့တင်ကြီးရာအထက်တွေတင်ကျင်တော့ကိုတင်လို့ရသွားပြီ ဟုတ်တာပေါ့မောင်ဒီပြသားချစ်ချော်ရဲ့ဒီမှာအဝေးရောက်မြန်မာရဲ့လှူကျင်တော့လှူလို့ရတာပေါ့ ဒါပေါ့မိုင်းတင်အောင်ရဲ့နီးပြညောင်အတုံးချအဲ့လားပဲ ဟုတ်တယ် ကျွန်တော်တင်ပြတာကိုလက်ခံနေဆိုရင်အစည်းအဝေးပထမပတ်ရဲ့ဒုတိယပိုင်းကိုပြန်ဆောက်ဖို့ခွဲခဏနေကျွန်တော်ပြန်လာခဲ့ပါမယ်အခုတော့တွိုင်းနေပြီးသွားလိုက် အိမ်သာကိုပြောတာပါခင်ဗျာအိမ်သာကျွန်တော်တို့လည်းအပေါ့သွားပြီးရင်သူနဲ့တူပြန်လာခဲ့ပါမယ်ခင်ဗျာမီးလေးခဏတော့ပိတ်ပြပါလားဗျာဟောမီးပိတ်လိုက်တော့မင်းပထွေးကိုမြင်ရပါမလားမင်းအဖေကိုမြင်ရပါမလားလို့ပြောတာအကိဗျာအစည်းအဝေးပထမပတ်ရဲ့ပထမပိုင်းအောင်မြင်တဲ့အထိမ့်မဲ့နဲ့လောက်ခုံးတယ်လေးကြားပါရခင်ဗျာ ကျွန်တော်လက်ချိန်တမ်းပြီးကြီးပါကြီးရဲ့ဘုရားကျောင်းတိတ်စရက်ဆိုတဲ့အင်္ဂါရနဲ့ကြီးအများကောင်းတဲ့တိတ်ဖြစ်ပေါ်လာဖို့အတွက်တရားတာအနေများမဆိုကုသိုလ်ပါဝင်နိုင်ကြဖို့အတွက်ကျွန်တော်အကျိုးဆောင်ဟောနေပြီးတော့တိတ်လူကပထမပိုင်းရဲ့ပထမပိုင်းစီစဉ်ရနေပြီးတော့အကျိုးမြော်ပြီးနှိုးဆော်တာပါတယ်ဗျာကျွန်တော်တို့တိတ်လူကပထမပိုင်းရဲ့ဒုတိယပိုင်းစီစဉ်တော့ကျွန်တော်လက်ပါဝါနေပြီးတော့ဆက်လက်ပြီးတော့အကျိုးဆောင်ပါလေခဏလေးကျွန်တော်ပြလာခဲ့ပါမယ်ညာလိုလဲကိုတော်ကဟမ်အလူခံရတာအစင်ပြေလားခုမှအစပဲရှိသေးတယ်လေအလက်ကောင်ရလာမှာပေါ့ဟာအစကောင်းမှအနှောင်းသေးကြတယ်ဆိုတဲ့စကားရှိတယ်လေဗျာမှန်တယ်လူခံမန်းနဲ့ဆိုတာအစတည်းကလူအုံနေရမှာဟုတ်တယ်စောတော်တော့ကနည်းနည်းအုံနေအခုနည်းနည်းမှမအုံတော့ဘူးမလားအဲ့လိုလုပ်လို့မရဘူးအမြဲတမ်းအုံနေရမယ်လူခံမန်းနဲ့ဆိုတာလူကြီးတဲ့လူတွေကကြိတ်ကြိတ်ကိုတိုးနေရမှာအဲ့လိုပြောင်းကျုပ်လုပ်ပြီခင်ဗျားကဘာချင်းဖွင့်ဖို့စဉ်းစားထားလဲအရက်လူကြီးကတော့သူ့အကြိုက်မွန်နိုလေးတွေဖွင့်မှာတဲ့ဟာအရက်လူကြီးအကြိုက်ဖွင့်မှာလို့ဘယ်သူလာမှာလဲဗျအများအကြိုက်ဖွင့်မှာအများလာလူမှာပေါ့ဟုတ်တယ်မလားမပူနဲ့ကျုပ်လုပ်ပြီရှုသေးဘူးအများသိပ်မရှိဟာမနောက်နဲ့နော်ဒါနှာခေါင်းပေါက် USB ပေါက်မဟုတ်ဘူးဒါ memory stick လို့ခေါ်တယ်အော်ကြောက်ဘူးတယ်ဘာအခုမှကြောက်ဘူးတယ်လေဟုတ်တယ် memory stick ကိုများ
ဗျာ နင်လာပြီးဖြက်စီးနေတာလား ဟာအရက်လူကြီးအဲ့လိုတော့ကျွန်တော်မတရားမပြောပါနဲ့ဗျာအရက်လူကြီးကအရက်လူကြီးကြတဲ့တခြင်းကိုအရက်လူကြီးဖွင့်ခဲ့တယ်လို့မျိုးကျွန်တော်ကလည်းကျွန်တော်ကြတဲ့တခြင်းကျွန်တော်ဖွင့်ခိုင်းတာလေဟုတ်လားကျွန်တော်ကဒီမှာအလှူဝဲ1000တောင်ထည့်ထားတာအရက်လူကြီးဘယ်လောက်ထည့်ထားလို့ ဘာမှမလဲတာဟုတ် ဘောမဖွင့်မပေးနိုင်ဘူး ဟုတ်လို့လာရတဲ့စာရှင်မပြညာပြမယ်ပေါ်လာ ဟမ်နင်ငါ့ကိုအကန်နေပြောနေတာလား အလက်ကောင်မင်းဝက်စပတ်ဆိုတာသိတယ် လောက်ပြန်ပြီကွာ ဟဲ့လေးစားမှုကိုနားလေလားလို့မဲနေတာကွာ ဩအဲ့ဒါလူလိုမေးလိုက်ပါလားကွာဟုတ်လေမင်းဗမာလိုပဲမေးလိုက်ပါလားလို့ပြောတာကွာ အေးငါလည်းမင်းကိုပပလိုပဲပြောမယ်လေးစားမှုကိုမင်းသိလားငါဖေဆိုတာမင်းလေးစားမဲ့လူကြီးကွာ အေးအဲ့ဒီလူကြီးတဲ့ပို့ပြီးလေးစားစရာကောင်းတဲ့ဘာသာရေးကိုငါ1000တောင်မူထားတာနော်ဒီမှာရတချင်းနားထောင်လို့ဆိုတာငါအခွင့်အရေးဒါဒီမိုကရေစီလူအခွင့်အရေးဆိုတာမင်းနားလဲလား အဖေအလက်ကောင်ပြောတဲ့ထက်မှာနိုင်ငံရေးလေးပါလာပြီနော် ငါရှင်းတတ်တယ်မိုက်တစ်လုံးပဲပေး ညတရားဟောမလို့လားနိုင်ငံရေးတွေပြောမလို့လားလမ်းကြောင်းမတင်ထားရင်အဖမ်းခံရမယ်နော် အခုအဲ့ဒီလမ်းကြောင်းမင်းသိရမယ်ဟယ်လိုဟယ်လို ဖုန်းလိုင်းမမိလို့လားဟာလား ဟာဟဲ့ကျိုးမပါလားဥစားကြီးတယ် အဖေဟယ်လိုဟယ်လိုဟယ်လို ဟယ်လိုဟဲ့ဟယ်လိုတော့ပြရပြီ ဦးတော်ကြီးရဲ့ကောင်းပန်းဘူး အလောက်လူလားလေ နှစ်ယောက်ပေါင်း900 မှတ်တယ် မင်းတို့တိုင်လို့ခင်ဗျားကအလူကမလေးမှာလာတောင်းကြတယ်ကျုပ်ပါလို့ရမယ် အစရိပြေးပါရတော့မယ် ရဒါဒီမိုကရေစီဘာလို့ပြေးရမှာလဲမင်းရလေ အာစီအဖရောက်လာလို့ဒီမိုကရေစီမရဘဲနဲ့ဆိုင်ငယ်ဝက်ရှော့ပိတ်ခံလိုက်ရမယ်နော် အားလုံးပဲပါပါဗျာကျွန်တော်တို့ရွာလူကြီးဦးချက်ကြီးစကားပြောနေပါတယ်ကျွန်တော်တို့အချိန်ကံမီးရွာကြီးရဲ့ရွာဦးကျောင်းတိန်စောက်လို့လူလာရတယ်ပြိဿကလူတွေများမုံရောက်တော့ရှင်းပြမှာဖြစ်ပါတယ်အဲ့ဒီမုံရောက်တော့ရရတဲ့မြတ်စွာဘုရားအားကိုလည်းကျွန်တော်တို့တိတ်အတွက်လူလူတော့ဖြစ်ပါတယ်ခင်ဗျာဒါကြောင့်လာရောက်ပြီးတော့ကျွန်တော်တို့ကိုလာပေးပါလို့ဖိတ်ခေါ်ပါတယ်အခုချိန်ကစပြီးတော့မုံရောက်တော့ကြီးကိုဖွင့်လိုက်ပါဗျာအားလုံးပဲပြောထားနော်မင်းကဒီနေ့ကလည်းဆွဲထုတ်သွားမှာလားဟဲ့ကောင်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 ငါတို့လည်းအော်လည်းကြားတယ်ဟဲ့ဟဲ့ကြားတယ်ဝိုင်းဟဲ့ဝိုင်းတာဒီမှာဘာဆွဲဟောတာအဖေအဲ့ဒီကောင်ကြီးပြဿနာရှာလာ ဘာညင်းလဲ အရလူကြီးကျမဆိုင်
ရင်ပြုံသွားပြီပစ္စည်းတွေရစမ်းပြူတစားစီဖြစ်ကုန်ပြီ ငါမြင်နေ ခင်ဗျားတို့သားလေအရက်ထဲမှာသူများတွေကောင်းကောင်းဝယ်လုပ်ပြီးဆိုအမြဲတမ်းဝင်ဖြက်စီးတယ် ငါမြင်နေ ကိုမြင်လား မမြင်ဘူးဟဲ့ဘာပြောလဲ ကိုသားလုံတာကိုကိုမြင်ရဲ့လားလို့ ဘာလွန်လာလဲ မအေးချစ်တော့ဒီကောင်ကတ်တယ်လေအဲ့ဒါကြောင့်အလက်ကောင်ရဲ့ဥပဒေနဲ့စီရင်ချက်ချလိုက်တာ ချက်ကြီးစီရင်ချက်ကလည်းမင်းအချုပ်ထဲဝင်ရမယ် တော့ပါနဲ့တောင်းပါမှာတောင်းပါကိုချက်ကြီးရဲ့ ပစ္စည်းတွေအားလုံးကလည်းကျမရုံရမယ်ရှင်အဲ့ဒါတော့ပြောထားတယ်ပို့ပြီးတော့လှူပါမယ် ဟုတ်ပါတယ် တောင်းပါပါရှင်နော် ဟုတ်ပါတယ် ချက်ကိုတောင်းမှမနေနဲ့ကာယကရှင်တို့တောင်းမှသူတို့မကျင်တဲ့အချုပ်ထဲထဲမယ် မကျင်ရဘူး ဟေ့ကာယကံရှင်တွေမှာမင်းမပါဘူးနော်အလက်ကောင်ရဲ့ဥပဒေနဲ့စီရင်ချက်ချလိုက်ရမလားပြော ဟေ့မင်းစီရက်တော့မင်းဆိုင်ရကွာရှောင်းငါပေးလိုက်မယ်နော် မတ်တယ်ကျန်စမ်း ကျမတော့မကျင်တတ်ဘူးကျမတော့ကျင်တတ်ပါလေအချင်းချင်းတွေကိုလေရုံရောက်ခက်ရောက်လည်းမဖြစ်စေချင်ပါဘူးဟိုဒါကလည်းအလှလုံနေကြတာပဲမလား
ဆုံးတော့မယ်လို့ တေးကြလားတေးကြပါလေအာစီအခုကရောဝိုင်းနဲ့သူတို့အရင်ထွက်တော့မယ်ဟာကွာ ကြွကြပါရှင်ကြွကြပါလာပြီလားလာမောင်လေးလာမလေးငါမောင်ကြီးအလှလိုက်တာကြပါကြပါပေါ်ကြလေပေါ်ကြပါအားလုံးရလိုက်စမ်း ဟဲ့ရတော့မင်းပါလာဟုတ်လား အဲ့ဒီကတော့ဝဲကိုလာရိုက်ခွဲတာဗျာအလက်ကောင်မဟုတ်ဘူးဒီကိစ္စကိုနေလက်ခံလိုက်တယ်ပေါ့ဟုတ်လား မဟုတ်ဘူးမာရီရှောင်းလုံးနေတာငါဘာလို့မှမသိဘူးဖြစ်နေတာ အခုမှဘာလို့မှမသိဖြစ်မနေနဲ့ဒီမှာနင်းကငါပြောထားရနော်ငါနှစ်ယောက်လုံးကိုတတ်ပြစ်မလို့ငါပြောထားရနော်ငါ့ကိုလူတက်အောင်နေလုပ်နေရတာပြော မတတ်ပါနဲ့ဟာမတတ်ပါနဲ့နော် အဲ့မတက်စင်းဟမ်ဟိုစင်းနေတော့ငါပြောနေငါတကယ်တတ်လိုက်မှာနော်ငါတတ်လိုက်စင်းခဏခဏစင်းနောက်ကျသွားပြီတိတ်နောက်ကျသွားပြီဒီကောင်ကလှေကားချေကခြေတုပ်ခုံနှောင်းရောက်နေပြီ အဲ့ခြေတုပ်ခုံနင်းပြီးတော့ငါတက်အောင်ပါ အဲ့မင်းကမပြောဘူးမင်းမစပ်ပိတ်တာမုံကြီးနင်ကတော့မခန့်တာလားပြော ခန့်ပါတယ်ငါနဲ့ကိုခန့်ပါတယ် ငါခန့်တာလေနေစီမှာငါအလုံးလာတောင်းနေရမဟုတ်ဘူးနော်ငါလာမနောက်နဲ့ မဟုတ်မနှက်ဘူးလေငါနဲ့ကိုကြောက်ပါတယ်လို့ပြောတာအခုကိစ္စလည်းဘာမှမဟုတ်ပါဘူးခဲဘာမှမဖြစ်ပါဘူးနော် ဘာလို့ဘာမှမဖြစ်ရမှာလဲကိုကလူကြီးစုံနဲ့လာတောင်းတာလေ မတောင်းပါနဲ့ မတောင်းပါပဲ ပြောဦးလေအဲ့ဒီကတော့ညမနိုင်ဘူးလား နိုင်တာပေါ့ဒီမှာလက်က ပါလေဘာဖြစ်ချင်လဲဘာပြောချင်လဲပြော နေမင်းမဲဆိုင်ရိုက်မဆန်နဲ့နော်အုပ်စုဖွဲ့ပြီးတော့အနိုင်ကျင့်ဖို့မစင်းစားနဲ့နော်နေဒုက္ခရောက်သွားမယ်နော် မုံကြီးနင်ငါကြောင့်သိရနော်နင်အမဒုက္ခရောက်တာကိုနင်မြင်ချင်လားမမြင်ချင်ဘူးဆိုနင်အမကိုနေသေးပြီးရင်ဒီပွဲကိုနင်အခုချက်ချင်းညင်း အေးငင်းမယ် ပြီးရင်ငါ့ကိုယူပါမယ်လို့နင်ပြော အေးယူပါမယ် ဘာဖြစ်ညာလဲညာ ဘာလို့ယူရမှာလဲ ငါ့ကိုယူရမှာလေ ဟဲ့ဘာလို့ယူရမှာလဲ ငါလည်းနင်ကိုယူမယ်လေ ဟာဘာလာပြောနေလဲ မုံကြီးငါလူသက်တာကိုနင်မြင်ချင်ပြီလားပြော မမြင်ချင်ပါဘူးခဲမမြင်ချင်ပါဘူးမတတ်ပါနဲ့ အေးမမြင်ချင်ဘူးဆိုရင်ဒီပွဲကိုညင်းပြီးတော့ငါ့ကိုလက်ထပ်ပါမယ်ဆိုတဲ့ဂတိကိုနင်အခုချက်ချင်းပေးဟာမပေးရဘူး တာနေစမ်းပါမာကြီးဟေးလက်ပြလွင့်သွားကြလား မတွေ့ချင်ဘူး အဲ့ဒါတော့ထိုင်တာ အော်အေး လက်ကငါနဲ့ကိုဂတိပေးနေအခုချက်ချင်းပြတ်မှာလား အပြတ်မယ်နင်ငါ့ကိုလက်ထပ်ပါမယ်ဆိုတဲ့ဂတိကိုပေး အေးပေးတယ်ဟာ တကယ်နော် တကယ် ကဲအားလုံးကြားတယ်နော်အခုဂတိပေးလိုက်ပြီအဲ့တော့ဒီပွဲကပြတ်သွားပြီကွာအထမမြောက်တော့ဘူးပြတ်သွားပြီအဲ့တော့ဟဲ့အောင်ဒီတဲ့တေချာအောင်ငါလှုပ်ပေးမယ်နော်ဟဲ့အောင်လေဒီပွဲတွေကငါပြောသည်ငါစားခြင်းတယ်ဟုတ်ပါပြီအဖေဟဲ့ပြော နေရငါ့ကိုအခုချိန်ထိမကျင်းတတ်သေးဘူးပေါ့ဟုတ်လားအေးငါပြောရမှာမဟုတ်ဘူးနင်ပြောရမှာ ငါဘာပြောမှာ နင်ငါ့ကိုပေးလိုက်တဲ့ဂတိတီးပါတယ်ဆိုတာငါစိတ်အေးသွားနင်တစ်ခေါက်ပြန်ပြောစမ်းဟာ အောင်မဘာကိစ္စပြောရမှာလဲငါ မောင်ကြီးနင်ငါ့ကိုကန်ပြန်ပြီလားနင်ကဖုန်းထဲမှာဆိုပြီးငါ့ကိုတောက်လျှောက်ကန်နေရပေါ့လေငါ့ကိုမကြောက်ဘူးလားပြော ဒီမှာဖုန်းထဲကနေမဟုတ်ဘူးเนาะအချစ်နဲ့ပတ်သက်လာရင်နင်းနဲ့မျက်နှာချင်းဆိုင်တွေ့နေတာငါနဲ့ကိုမကြောက်ဒီမှာမိန်းကလေးဆိုတာတသက်မှာတမင်္ဂလာပဲရှိရတာဟဲ့ ဒီကလေဟာငါနဲ့ယူရင်တမင်္ဂလာပဲလေ အလက်ကနင်းနဲ့လှလိုက်ရေးစားငါမသိဘူးများမှတ်နေလား အော်နင်ကလေရေးမပါတာလေပြောပြီဟာဒီမှာအဲ့ကိစ္စကိုငါချက်ချင်းညင်းလိုက်လို့ရှိရင်အဘဆိုင်ကဝတ်ချိုးကိုပိတ်လိုက်မှာဆိုတော့ငါမျောထားတာဟာငါနင့်ကိုပဲယူမှာ အလက်ကငါနဲ့ကိုမယုံဟာ ဟင်းနင်ကဘာဖြစ်လို့မယုံရလဲ နင်ဒေးဗစ်ကိုတာချင်တာနဲ့ပဲငါဘက်ကိုချက်ချင်းလှည့်လာငါမသိဘူးများမှတ်နေလား မဟုတ်ပါဘူးဟာနင်ကလေငါအထင်မလွဲပါနဲ့ဟာဒီမှာငါငယ်လေးကစိတ်ကူးရင်ထားတာလေကြီးလာရင်နင့်ကိုပဲယူမယ်ဆိုပြီးစိတ်ကူးရင်ထားတာအဲ့ဒါကိုယုံမှာဟာ မယုံဟာ ဟာကဲအဲ့ဒါဆိုရင်လေနေယုံကြည်ဖို့အတွက်ငါမျက်နှာလေးကိုကြည့်ပြီးနားထောင်လို့ရအောင်ငါဗီဒီယိုကောခေါ်လိုက်မလေ ငါအိတ်တော့မှာလက်ကနင်ဘလို့ပြောငါမယုံဒါပဲ ဟယ်လိုဟယ်လို တူတရေမဟုတ်ပါဘူးငါပါပုံရငါအလက်ကဟဲ့နင်ဘလို့ငါဘယ်မှာရောက်လာလဲ တေကားနဲ့တက်လာတာဟာငါအရာကတလောက်ရှိမလား
အိုးအဲ့ဒါမင်းနေရမဟုတ်ဘူးနေထေးထီရောက်တာဘယ်ချင်းရှိနေပြီလဲလို့ဟမ် အချင်းရောဒီကောင်မဟုတ်ပါဘူးဟာနင်းယုံကြည်ဖို့ရဖို့ကအတိတ်ကအဲ့ဒါကြောင့်ငါလာတာဟဲ့ဒီငါမျက်နှာလေးကိုတေချာကြည့်ပြီးတော့ငါပြောတာကိုနားထောင်ပေးပါနော်နင်းလေငါအရန်ချစ်တာသိလားကဲယုံပြီမလားတရင်တော့မင်းလည်းမယုံငါအဖေကဖုန်းထဲမှာပြောထားတဲ့အတိုင်းပဲ ဟုတ်ပြီနင်မငင်းနဲ့ဟာငါမလိန်တဲ့ဘုရားနင်သိရနော်ဟဲ့ငါအခုချက်ချင်းခိုးပြလိုက်ရမှာပြော ဘာ ဟုတ်တယ်ငါတို့ကခိုးပြကြအောင်နော် ငါနဲ့မယုံတော့ဆိုငါဘာလိုက်လို့ရမှာ နင်ကအကန်နေပြောနေမြန်ပြီလားဟမ် ပြောတော့မဖြစ်လဲဟမ်နင်ကငါပြောထားပြီးသားနော်အချစ်နဲ့ပတ်သက်လာရင်ငါလုံးဝမကြောက်တတ်ဘူးလို့ပြောထားပြီးသား ဟိုကြီးအချင်းနဲ့ပတ်သက်လာရင်နင်မအဲ့လိုတတ်တမျိုးတွေရှိနေတာငါကုန်ယူလိုက်တာဟာ ခုမှလာဖားရမယ် တကယ်ပြောတာပါအရန်ကုန်ယူတော့ဒါပြုတ်ကြမယ်မလုပ်နဲ့ ကြပါစေကောင်းတယ်သူများကိုခွင့်ရယူချင်တာ ဟောနင်ရလေဟာငါအခွင့်အရေးယူဖို့လာတာမဟုတ်ပါဘူးဟာဒီယုံကြည်မှုယူမလို့လာတာပါဒီမှာငါအရက်ထဲမှာဘလောက်ပဲစိုးစိုးမိုက်မိုက်မင်းကလေးကိစ္စနဲ့ပတ်သက်လာရင်ငါဘလောက်ရှင်းနေဆိုနင်သိပါတယ်ဟာအဲ့ဒါဘာဖြစ်လို့လဲသိလားငါရင်ထဲမှာလေနင်ကလွယ်ပြီးဘယ်မင်းကလေးမှမရှိလို့သိလားငါလေနင်ကိုပဲချစ်တာနင်ကိုပဲလက်ထပ်မှာအဲ့ဒါငါရဲ့စိတ်ကူငါရဲ့အိမ်မက်ငါချိန်တွေပြီးတော့ပြောပါတယ်ဟာငါ့ကိုရှုံးပါဟာနော်နော်နော်လို့နော် မယုံအေးချစ်တော့ညီမအိပ်ပြီလား မအိပ်ဘူး ဘာဖြစ်နေရလဲ ဘယ်ရတယ်လဲ အရှာဒေးဗစ်ဒီနားမှာကင်းလဲနေရနော်စိတ်ချလက်ချအိပ်ပါ Good night see you သူဒီနားမှာရှိနေမယ်ဘယ်လိုလုပ်မလဲ ငါဒီမှာစိတ်ချလက်ချအိတ်လိုက်တာပဲ အေးလာအိုးတိတ်ရောက်တော့မယ် ငါအလားကားစားတာပါဒီမှာနေရနေဒီမှာအေးစေးအိတ်ပြီးတော့နေခဲ့နော်ငါရှောင်းလက်ရှာတတ်ပါတယ်နေရလေငါဆိုတော့မှယုံကြည်မရှိဘူးခေငါပြောမလား မလဲ ကဲလာပါငါတိုးတိုးပြောမယ်လား နားပြော အေးလား အလကားဘာလို့လဲနေရ မနဲ့ပြန်မနဲ့လောအပ်ပြီးကြောက်ရပါနေမကျိုးမြောင်သိုးတော့ပါပါညာအေးချစ်လေအဲ့လေနင်ကမျက်မနဲ့ဆိုတော့တခြားရွေးကောက်တော့ဒီမျက်လေးထဲမှာအစူးသေးသေးလေးတွေရှိတယ်အဲ့ဒီအစူးလေးတွေကသေးသေးလေးတွေဆိုပေမဲ့အစိတ်အားပြင်းတာသူကစူးရင်လည်းနေရောမစူးရင်လည်းနေရော အလေရှာမရှိပါနဲ့ငါသိပါလေ ဟာနေကိုစိတ်နဲ့နာနဲ့ပြောတာလေတူးတော့လို့ရှိရင်ဘယ်လိုလုပ်တော့သူကစူးမိပြီဆိုတာလေတူးလိုက်ရတယ် ဟာမင်းတော်လောက်တာမတော်စထိသွားကွာ ဘာပဲသက်သက်ထုတ်တာလားလောက်တော့ပါလေ မင်းတို့မြန်ရှင်းခိုင်းရတာလူကြီးစရင်ရှင်းခိုင်းရတာမဟုတ်ဘူးကွက်လို့စက်တယ်နားရတော့ငါဘွေပြောတာကိုလုံးတဲ့ ခမရတာပြတ်တယ်လားကြားနေတာဟာ ဟုတ်ကဲ့ပါခင်ဗျာကုသိုလ်ရေးအတွက်အားပေးနေကြတာတားတော့ခေါ်ပါတယ်ခင်ဗျာတားတော့ခေါ်ပါတယ်ဒီတစ်ဝက်အချိန်ပြည့်ရင်နောက်တစ်ဝက်ချိန်မှဖြစ်ပါတယ်အဲ့တော့အချိန်ရှိခိုက်ကုသိုလ်ရေးအတွက်အားဆိုင်လိုက်ကြပါဦးခင်ဗျာအားဆိုင်လိုက်ကြပါဦးခင်ဗျာ အဲ့ဒါပါမသိဘူးလေ ဦးလက်ချကြီးဟေးဒီမှာမြေကြီးတွေကရှေးအောင်ရောက်လို့ထွက်လာလို့ဗျဟာရှေးအောင်ရောက်နေဒီမှာ
ဒါရှင်းအောင်လိုက်ရပဲကွာနော်တော်တော်လက်ရမြောက်တာပဲအေးဩမင်းတော့မပြောပါဘူးတာဟုတ်တယ်မလား ဟုတ်တယ်သေးဒါလုံးဝအန်တစ်ပဲအေးဟဲ့ဆက်တူသားဘလောက်မဲသွားမလဲလို့ နဲ့သွားမလဲလို့ ဩမှားတော့လို့ပါကွာမဲရနဲ့နေတာအတူတူပါပဲ ဟုတ်တယ်တူတူပဲဟုတ်ကဲ့ရက်တယ်လိုက် ငါတို့ရွာလူကုသိုလ်ထူလို့တွေ့ရတာပဲ အားလုံးကိုတခါတည်းမာရမယ်နော်မင်းမလုပ်ရလေ ဟောတေချာကြည့်နေရလေ နောက်ဆုံး ဟုတ်ကဲ့ဖုန်းတွေပေါ်တယ်ဆိုတော့လက်မစော့ကြနဲ့နော်တန်မိုးရှိတဲ့ရှေးအောင်ပစ္စည်းတွေကိုဓာတ်ပုံမရိုက်ပါနဲ့ Facebook မတင်ပါနဲ့ဒါအမိန့်နဲ့ဟုတ်ကဲ့ဟာလူကြီးကတော့မလို့ရိုက်နေရတော့ငါမတန်းတင်တာတာဝန်ရရိုက်တာ ကိုချက်ကြီးဟမ်ဆရာတော်ကြီးကရက်ရှည်တရားပွဲကြွသွားတာဆိုတော့ဒီပစ္စည်းကိုဘလို့ထိမ့်နေရမလဲ ဩကြောက်ရင်မပဲထားမှာဗောဗျာ လို့ရမလားဗျာဒီရှင်းအောင်ပစ္စည်းတွေကိုဝင်းင်းတော့အရင်တွေ့တာလေ မင်းဘာနာလဲလို့ဝင်ပြောတာလေဒီရမှာငါလူကြီးဒါနိုင်ငံပိုင်ပစ္စည်း ဟုတ်တယ်ဖေတက်ဆိုင်ရာကိုအကြောင်းကြားပြီးပြန်နိုင်မှုကတားလို့တောင်းတယ် မှန်လိုက်တာငါတူရဲ့ဒီရက်မှာငါတို့ကတာဝန်အရှိဆုံးပုံကိုယ်တွေတက်ဆိုင်ရာညွန်ကြားချက်တစုံတရာမရမချင်းငါတို့ဒီမှာပဲထားမယ် right ကန့်ကွက်မဲ့လူရှိလားရှိပါဘူးကန့်ကွက်မဲ့လူရှိလားမရှိပါဘူးကန့်ကွက်မဲ့လူရှိလားရှိပါဘူးရှိတယ်သွားစရာရှိတယ်လို့သွားပြီလို့ ဟောခင်ဗျားသားလာပြီးတော့နှုတ်ဆက်သွားသေးတယ် အာဒီအဲ့ဒီပစ္စည်းတွေကဘယ်လောက်တန်လဲ အဲ့ဒါရှင်းအောင်ပစ္စည်းတွေကွာတန်ဖိုးဖြတ်လို့မရဘူးနိုင်ငံသားတွေကြိုက်သွားလို့ကတော့ကွာဒေါ်လာတွေပလူပြန်သွားမယ်ဟာ မလောက်ကြပါနဲ့ဟာအဲ့ဒါသာသနာပိုင်ပစ္စည်းတွေနော်စိတ်နဲ့တော့မပြေမနဲ့အားလုံးမြေမျိုးသွားမယ်နားလဲလား ဟုတ်ကဲ့ပါဟုတ်ကဲ့ပါဟမ်ကျုပ်တို့ဒေသမှာဒီနေရာတားကောင်ပြစ်တဲ့လူတွေထောက်ပဲအသွားလာရှိတာလေအခုတားကောင်လည်းမပြစ်ရတော့ဘူးဆိုတော့ဘယ်သူမှတော့အရောက်ပေါင်းမရှိတော့ခင်ဗျားတို့ကဘယ်လိုလုပ်ပြီးဒီရောက်နေတာ ဩအာသီလေးကလည်းကျုပ်တို့လည်းတောလိုက်တာလေးပါလေဝါသနာပါတယ်လေဗျာဒီကောင်ကြီးပြထားလို့ဒီရောက်နေတာ ဆရာဘာရဟာတော့ကုန်တော်လीအာဒီလေးကိုအဲ့ခံကြီးလို့ ဒီမှာအဲ့အသားဥပဒေနဲ့မလွတ်ဘူးနော်တစ်တော်ဥပဒေနဲ့ညှိတယ် ဩအာသီလေးကလည်းတူတူတိတိသားပေါ့ဗျာမဟုတ်ဘူးလားကဲပြောရင်တော့ယူကွာအာဒီလေးအဲ့ခံဟောအာပြီးပြီအာသီလေးကျုပ်တို့လည်းနေတကောင်လှည့်လာခဲ့ပြီဘာလို့မှမဖြစ်ဘူးဖြစ်ချက်ကြီးလေကျုပ်တို့တက်ကြွတာလည်းလူသားမဖြတ်မယ်လူမရက်မယ်အဲ့ဒါပဲကဲမင်းတို့အာစီကတော့ဒီတိုင်းမသေးလဲတွေးထွက်လို့မသိပါဘူးအဲ့တော့ကြောက်ကဘာတို့ပြစ်ချပြီးတော့အစားဖြောက်လိုက်တော့အားလုံးရှင်းသွားတော့ဗောဒီရွာအောင်ငါလှုပ်ချင်တယ်လို့မရဘူး ဟဲ့မင်းတို့တော့ကောက်သွားမယ်နော်ငါရက်လူကြီးကွာ စောက်ခေါ်တော့ရုံပဲကိုကြီးကလည်းတူလို့ပြောပါကိုကြီးရဲ့ပါစက်ထဲကိုဓာတ်ဝင်သွားမယ်ချင်းတွေကိုကြီးမှန်တက်မနေနဲ့ ဟဲ့အောင်နေမင်းတို့ကြိုက်တဲ့ပစ္စည်းကိုယူသွားလို့ရအဲ့လူတော့အဲ့ဒီမဖိတ်မပေးဒီဘေးလေးတော့ဒါတဆုံးဝင်မယ်အော်မကြည့်နဲ့တော့မင်းတို့လိုချင်တာအကောင်ယူဟာ စိတ်ချခင်ဗျားတို့ပစ္စည်းတွေလည်းအကုန်ယူဟာမှာရှေ့ဟောင်းပစ္စည်းတွေလည်းအကုန်ထုတ်ပေးကြားလားထားပါအဲ့ဒါလည်းဟဲ့
လောက်ပါတောင်းပါပါလေရှိရတဲ့အကုန်ချုပ်ပေးထားတာပါပေးထားတဲ့ပစ္စည်းတွေထုတ်ပေးအောင်မယ်ပြန်လို့ထားထားလိုက်ဟာဟောလို့ရောနေဟာဟောလေယာကျော်လို့မောင်ကြီးဘယ်လိုလဲအနေမပေးချင်ဘူးတော့ဘာမှအချိန်မရှိဘူးပြောစို့ညီမလေးချုပ်ပေးလိုက် ဘာကျင်ကျုပ်လာတယ် အဲ့ကျုပ်ညီမလေးချုပ်ပေးလိုက်ကျုပ်အမေကျုပ်ဒီကိစ္စတွေးဥသားတော့ဖြစ်တာမဟုတ်ဘူးဗျ ညာဖြစ်သွားတယ်ဆိုတာအတွင်းမှုပါလို့ဖြစ်တာပါဗျာအကိုကြီးရောငါ့ကိုပုံပုံလေးလေးလားရှောက်ကြသမှာကြည့်ဗျဟိုတပြားတိုက်ခါရတဲ့ကိစ္စလေးတပည့်တော်တို့တော့အလက်ကောင်မသိငါပါဘူးဗျာ ရှင်းဘယ်လိုပြောလိုက်တာကျမသားလေးကအဲ့လိုမျိုးလုပ်ပါမှာ ကျုပ်တို့ကထောက်ထားနဲ့ပြောနေတာ နေစမ်းပါဘလို့ထောက်ထားမျိုးလဲ ဟုတ်တယ်ပြောပြလိုက်သည် အရှင်ဘုရားတပည့်တော်တို့ကတော့အလက်ကောက်လို့ပဲပြောချင်ပါတယ်ဘုရားအဲ့ကောင်လေးကလေတပည့်တော်ရဲ့အိမ်ကိုဓမြတိုက်မယ်လို့လေခဏခဏချင်းချောက်ပူပါတယ်ဘုရားပြီးတော့ဒီရွာမှာတပည့်တော်ရဲ့ညီမလေးကိုမှုံကြီးလို့ခေါ်တာလေသူတယောက်တည်းပဲရှိပါတယ်ဘုရားညီမလေးရှက်လိုက်လေ အဲ့ဒါတော့မှန်ပါတယ်ဖေဟိုဒါပေမဲ့ဓမြတိုက်တဲ့ထဲမှာအလက်ကောင်ပါမပါတော့တပည့်တော်မပြောရပါဘူးဖေ တက်တယ်မရှိပဲပြောလို့ပဲရပါမယ်ငါတို့လည်းပစ္စည်းတွေဆုံးရှုံးရတာပဲလေ ကျုပ်တို့အာစီဆိုရင်သူ့အိမ်သူပြန်ပြီးတပြန်တိုက်ပါမလားဗျာ ဟဲ့အောင်မင်းနားမလဲပဲနဲ့ဝင်မပြောနဲ့မင်းတို့ကောင်ကရှင်အောင်ပစ္စည်းမှတ်ပြီးတော့လှုပ်သွားတာပြီးတော့သူမဲမသိအောင်သူ့အိမ်ကိုပြန်ပြီးဓမြတိုက်သွားနားလေလား မင်းတို့အဲ့တော့ပြောနေငါသားဆိုတာကိုတိတိကျကျတက်ပြီးပြန်စားမှာ ကဲတော်ကြတော့အဲ့ဒါကြောင့်ကိုယ့်ကိုယ်အကုသိုလ်ဖြစ်မခံနဲ့လို့သတိပေးထားတာလေဒါတဲ့ဟိုအလက်ကောင်ရဲ့အဖေနဲ့မေမင်းတို့သားအောင်ပမာလဲ အလက်ကောင်တွေမဟုတ်ပါဘူးဗျာသူ့နောက်လိုက်2ယောက်ပါပျောက်နေပါတယ်ဗျာအဲ့ဒီကောင်တွေအကြောင်းလည်းတရွာလုံးကသိပါတယ်ဗျာအချုပ်ထဲကိုဝင်လိုက်ထွက်လိုက်တဲ့အကောင်တွေပါဗျာအဲကြောင့်တပည့်တော်တို့ကသူတို့လို့ပြောတာပါဗျာ ဘာမှမသိသေးတဲ့အချိန်မှာအချင်းချင်းစိတ်ဝင်းကွဲမနေရပါနဲ့အဖြစ်မှန်ပေါ်လာတဲ့အခါကျတော့တရားဥပဒေတိုင်းဆောင်ရွက်ကြရမှာပေါ့လောလောဆယ်တော့တင့်တင့်မြတ်မြတ်နေကြလူကြီးတွေကလည်းသက်ဆိုင်ရာကိုအကြောင်းကြားကြံတဲ့လူတွေကစိတ်အေးအေးထားဓမြတွေမိလာတဲ့အခါကျတော့ပစ္စည်းဆိုတာကအုပ်စင်းမှန်ရင်ပြန်ရကြမှာပေါ့အေးဘုံဘုံကလည်းပြန်ရပါစေလို့ဆုတောင်းပေးပြီးမေတ္တာပို့နေပါမယ်နော် မှန်ပါဗျာ မှန်ပါဗျာ ဟောရီကအဘတပည့်တွေဆေးမြစ်တူသွားရင်းနဲ့တွေ့လို့မောင်ရင်သေးဟန်မရောက်တာအဘလည်းဆွတ်တော့တော့ကူပြီးပါပြီကွာမောင်လေးကန်ကောင်းပါလေကန်ကောင်းပါလေကျွန်တော်နာမည်ကြီးထုံးတော့ပါပါတရွာလုံးကတော့လက်ကောင်းလို့ခေါ်ပါတယ်ကျွန်တော်လောက်ကြံခံရတာပါကျွန်တော်လူယုံတတ်တာပါရဲ့ရစ်စလေးကြတာကွာလူတွေကဘလူးစိတ်တွေဖြစ်ကုန်ပြီကွာလူတွေက လောင်းမင်းတို့ကတက်ဆိုင်ရာကိုအကြောင်းကြားဟောဒီလူလေးပြောပြတဲ့နေရာကိုရောက်အောင်သွားကြားလားနော်ဟုတ်ကဲ့ပါခင်ဗျာကဲလူလေးအန်ဒီကင်းပါပြီလူလေးဟာစိတ်အေးလက်အေးအနားယူအောင်နော်အဘလူလေးကိုမေတ္တာပို့ပေးနေပါမင်းတို့အစီရတော့ဒီတိုင်းမသိလဲတွေးထွက်လို့သိပြီအဲ့တော့ကြောက်ကဘာတို့ပြစ်ချပြီးတော့အစားထောက်လိုက်
တော့မ ရတယ်မတောင်းပါနဲ့အခုမှလာပြီးမတောင်းပါနဲ့မင်းတို့ကြောင့်ရခဲ့တဲ့တရားတွေအခုချိန်ကြီးသွဲမတိတ်သေးဘူးကွာဟဲ့မင်းတို့ကကျွေးရဲ့လက်ကိုပြတ်လိုက်တဲ့ကောင်းတွေငါ့ကိုဘာလို့လုပ်တာလဲပြောပါစီပြောပါဒီချိန်မှာလုတ်ွက်ရှားနေတာဆိုတော့အဲ့ဒီရှီအောင်ပစ္စည်းတွေဒီရွာမှာချမ်းသာတဲ့အိမ်တွေအားလုံးပါတခါတည်းဆွဲစီရမယ်ကွာဟဲ့အောင်နေလုံရင်တော့အကြီးကြီးလုံရမယ်နော်ဒါမှလက်သေးမပေါ်ပါဟာမင်းတို့ကောင်းတွေကွာခွေးလောက်မှအသိဉာဏ်မရှိတဲ့ကောင်းတွေအဲ့ဒီပစ္စည်းတွေကသာသနာပိုင်ပစ္စည်းတွေစိတ်ထဲတော့မပြင်းမနဲ့လို့မင်းတို့ကပြောထားတယ်မင်းတို့ကပြေးပြလာလဲစိုးတော့ပဲဟေးငါမိဘတွေနဲ့ငါရက်ရွာကိုဒုက္ခပေးတဲ့ကောင်းတွေအခုမှလည်းကြောက်တာပြောထွက်သွားပါပြီဘယ်ဟုတ်ထွက်သွားလဲအဲ့ဒီရှေ့ပြည်သူတွေရောက်တစ်ဖက်နိုင်ငံသွားတော့မှာပါအဲ့ဟာဟဲ့ကျိုးချောင်းယူဒီကောင်လာတော့လာသားစီတာကျွန်တော်သိထားလို့ကျွန်တော်ပြောပြပါမယ်ဗျာဒါဆိုရင်ရွာမှာဖြစ်သွားတဲ့ကိစ္စအလက်ကောင်လက်ချက်မဟုတ်ဘူးဗောတရားခံနေနဲ့တက်တိကံပစ္စည်းအားလုံးကိုကျွန်တော်ရထားပါတယ်။တိုက်ရမှာပစ္စည်းကိုတော့ဒီမှုပြီးပြတ်သွားတဲ့အခါကျရင်အရင်ကကျွန်တော်ပြန်ပေးမှာပါ။အားလုံးကကိုယ့်ရဲ့ပစ္စည်းဥစ္စာတွေစောနဲ့အလက်ကောင်ကိုဆွဆွဲမိခဲ့ကြတာ哦။ကျမတို့တန်လေးကလူအောင်ပါခဲ့လို့အခုတော့အပြင်းပြရတာပါ။မင်းအမေပြောခဲ့တာနဲ့
အမေစကားမမင်းနာမထောင်နာအလကတေခါတော့မင်းကိုဆွဆွဲနေတဲ့အချိန်မှာဘာလို့စကားမှနားမထောင်ခဲ့ဘာဘသူ့မှမယုံခဲ့နေလောက်တာမဟုတ်ဘူးဘာပဲငါယုံကြည်နေခဲ့လို့အခုလည်းဘာမှမဖြစ်စေဘူးဘာမှမဖြစ်စေအောင်နော်ငါတို့အားလုံးကိုစိတ်ဝင်ပို့ပေးမယ်နော်နေဘာမှဖြစ်စေအောင်သိလားငါနဲ့တကယ်ချစ်ခဲ့တယ်ဆိုတာဟုတ်လေဒီကြည့်ပြီးပါနော်那个，这叫毛，那个